မြန်မာပြည်သူလူထုကဒီစီရှားပါမှုတွေကုန်စည်နှုန်းကြီးပြင်းမှုတွေအားလုံးကိုအန်တုပြီးတော့ပဲကျွန်တော်တို့မြန်မာတွေအတွက်ပျော်ပွဲရွှင်ပွဲတွေက12လရာသီတွေကအသက်ကြီးငယ်မရွေးပျော်ပါကြတဲ့လလည်းဖြစ်တယ်ကုသိုလ်ကောင်းမှုတွေတရားပါဝနာတွေပွားများကြတဲ့လတလဖြစ်တယ်လို့တက်ကြီးရွယ်အိုတွေနဲ့ဆရာသမားတွေကိုလည်းဒီအယုဒ္ဓပြုကြတဲ့လတလလည်းဖြစ်ပါတယ်ဒီလိုကာလရောက်ရှိလာတဲ့အချိန်မှာပဲပြီးခဲ့တဲ့နှစ်တွေနဲ့မတူဘဲနဲ့ဒီနှစ်2026ခုနှစ်တကြံကတော့လောင်စာစီကြီးမြင့်မှုတွေနဲ့ကြုံတွေ့နေရပါတယ်မနေ့ကဧပြီလ17ရက်နေ့မှာဆိုလို့ရှိရင်လည်းဂျန်ကာလာခီးသွားလာကြတဲ့သူတွေဒီမွေးရမြေကိုပြန်ကြတဲ့သူတွေနဲ့ကိုပိုင်ကားတွေအငှားယာဉ်တွေ expert တွေနဲ့အတူအမြန်လမ်းမှာလည်းကားတွေအများပြားသွားလာနေကြတာဖြစ်ပြီးတော့ဒီ115မိုင်တို့မိုင်တိုင်း200တို့စသဖြင့်တီးကုန်းတို့နေရာတွေမှာလည်းလောင်စာစီပြက်လက်တဲ့အခြေအနေမျိုးတွေနဲ့ကြုံတွေ့နေရပြီးတော့ဒီရောင်းချနေတဲ့ဒီစီဇန်တွေမှာလည်းစီစဉ်နှုန်းတွေကမြင့်တက်လျက်ရှိပါတယ်ဆိုတော့ဂျန်ကာလာအတွင်းမှာလောင်စာစီကလည်းထပ်မံမြင့်တက်လာပွဲရှိပါတယ်။ဘာကြောင့်လောင်စာစီထပ်မံမြင့်တက်လာပွဲရှိတယ်လဲဆိုတော့အီရန်အမေရိကန်စစ်ပွဲကလည်းအများကြီးတက်ရောက်မှုရှိလာတာကြောင့်ပဲဖြစ်ပါတယ်။အီရန်အမေရိကန်စစ်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတော့ဒီအစီအစဉ်ရဲ့နောက်ပိုင်းမှာကျွန်တော်ဆက်လက်တင်ဆက်ပေးသွားပါမယ်။ဆိုတော့မနေ့ပြန်တကြံကာလကိုရောက်ရှိပြီဖြစ်တယ်။တကြံအကျိုးလည်းရောက်ရှိပြီဖြစ်တဲ့အတွက်ဒီတကြံကိုလေကြမဲ့သူတွေအနေနဲ့ကတော့ဒီနိုင်ငံတော်အစိုးရတွေတိုင်းဒေသကြီးပြည်နယ်အသီးသီးမြို့တော်တွေနဲ့ဒီတည်ငြိမ်အေဂျင့်တဲ့နေရာတွေမှာတော့လမ်းလျှောက်တကြံတွေကိုဒီမန်တပ်တွေကိုအများကြီးပြင်ဆင်ထားပြီးဖြစ်သွားတယ်။နေပြီးတော့မန္တလေးဒီရန်ကုန်မန္တလေးနေပြီးတော့မြို့ကြီးတွေတောင်ကြီးမကွေးလိုနေရာတွေပဲခူးတို့မော်လမြိုင်တို့ဖအံတို့စတဲ့နေရာတွေမှာလည်းဒီလမ်းလျှောက်တကြံကျင်းပဖို့အတွက်ကိုတိုင်းဒေသကြီးအစိုးရနဲ့သက်ဆိုင်ရာဝန်ထမ်းတွေနဲ့ပူးပေါင်းပြီးတော့ရင်းအဖွဲ့တွေကမန်တပ်တွေကဇီအောင်ပွဲတွေကိုတော့အများကြီးကြိုတင်ပြင်ဆင်ထားလျက်ရှိပါတယ်။ဒါကြောင့်မနက်ဖြန်ဧပြီလ23ရက်နေ့တကြံအကျိုးနေ့ဖွင့်ပွဲအခမ်းအနားတွေကိုလည်းဒီအရင်နှစ်တွေကနဲ့မတူဘဲဘလို့ပုံစံမျိုးနဲ့ပြင်ဆင်ထားတယ်လေဘလို့ပုံစံမျိုးနဲ့မျိုးမျိုးကြွကြောင်နဲ့ထွက်ပေါ်လာမလဲဆိုတော့ကိုလည်းကျွန်တော်ဆက်ပြီးစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ဒါကတော့တမတော်ကထင်းချုပ်ထားတဲ့နေရာတွေနိုင်ငံတော်ရဲ့ဒီထင်းချုပ်မှုအောက်မှာရှိနေတဲ့တည်ငြိမ်အေဂျင့်တဲ့နေရာတွေမှာတော့တကြံရဲ့အနှစ်သာရကိုအသက်ကြီးငယ်မရွေးအယုတ်အမြတ်အလတ်မရွေးအလုံးကခံစားကြရမှာဖြစ်တယ်။တကြံရဲ့အရသာကိုပြပြဝဝခံစားကြရမှာဖြစ်ပြီးတော့ကိုယ်သူကောင်းမှုတွေလုပ်မယ်ဘာဝနာတွေပွားများမယ်တရားစခန်းတွေဝင်မယ်အလှူဒန်းတွေဝင်မယ်ဒေါ်လာဘတ်တွေဝတ်ကြမယ်ဆိုလို့ရှိရင်လည်းအေးချမ်းချမ်းနဲ့ဒီတရားဘာဝနာအားထုတ်ခွင့်ရရှိကြမှာဖြစ်ပါတယ်။ရမတ်သမားတွေဒီဝင်ရောက်စိတ်ဝင်နေတဲ့နေရာတွေကတော့အတာတကြံနှစ်ကူးကာလမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဒီအခွင့်အရေးကိုဆုံးရှုံးမှာဖြစ်ပြီးတော့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးလို့လည်းဆိုရမှာဖြစ်တယ်လို့မြန်မာနိုင်ငံသားတယောက်အနေနဲ့နှစ်ကူးကာလတကြံကာလမှာပျော်ပွဲရှင်ပွဲတွေကုသိုလ်ကောင်းမှုတွေအားလုံးလုပ်ခွင့်ရမယ်အခွင့်အရေးတွေလည်းဆုံးရှုံးကြရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရဲ့လက်အောက်ခံအကြမ်းဖက်အညာသားတော်သား PDF ဓမြတာတာအဖွဲ့တွေကနိုင်ငံတော်အစိုးရထိန်းချုပ်ထားတဲ့ဒေသတွေမှာဒီတကြံအခါသမယကိုပျော်ပွဲရှင်ပွဲတွေနဲ့စီစကားတိုက်မြိုက်စွာကျင်းပမှာကိုမနာလိုမရှုစိတ်ဖြစ်နေကြတာဖြစ်တဲ့အတွက်သူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာတော့မိဘပြည်သူတွေပျော်ရွှင်စွာရေကစားကြမှာတရားဘာဝနာပွားများကြမှာတွေကိုတော့ကန့်သက်တာတွေတားဆီးတာတွေပြုလုပ်နေပြီးတော့အနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီပခုတ်ကူရေစကြိုလမ်းမိုင်း25မိုင်29မိုင်အကွာအဝေးမှာတောင်မှအကြမ်းဖက်သမားတွေကဒီလမ်းမိုင်းကိုတကြံကာလအတွင်းသွာလာမှုပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းတွေပါကြားသိရပါတယ်ဆိုတော့အကြမ်းဖက်သမားတွေနဲ့အတူရှင်တွဲနေထိုင်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့အတိုင်ဝန်းတစ်ခုပျော်ရွှင်စရာကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖော်ဆောင်နိုင်သလားဆိုတာကိုတော့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေကိုယ်တိုင်တော့ကောင်းကောင်းကြီးနားလည်လာကြပြီဖြစ်ပါတယ်ဒါကြောင့်မလို့တချို့သောအကြမ်းဖက်သမားတွေထိန်းချုပ်ရာဒေသမှာရှိနေတဲ့မိဘပြည်သူတွေကအခုဆိုရင်မန္တလေးတို့မကွေးတို့စသဖြင့်ဒီမြို့ကြီးတွေမြင်းကြံတို့စားတဲ့နေရာတွေကိုတကြံကာလဒီခရီးထွက်လာကြပြီးတော့အတာနှစ်ခုတကူလကာလမှာပျော်ရွှင်စွာရေကစားကြဖို့ကိုလည်းဒီခရီးတွေထွက်လာကြတာလည်းရှိပါတယ်ဒီသတင်းအကြောင်းအရာကဘာကြောင့်ပြောတယ်လဲဆိုတော့ဒီ AR မြစ်ရဲ့အနောက်ဘက်ကမ်းအနောက်ဘက်ကျန်မြို့တော်တစ်ခုလို့ဆိုလို့ရမယ်ဒီခရိုင်မြို့ကြီးလို့ဆိုလို့ရမယ်ပခုတ်ကူခရိုင်ရေစကြိုပတ်ဝန်းကျင်တကြောမှာအကြမ်းဖက်သမားတွေကမိဘပြည်သူတွေတွာလာမှုကိုကန့်သက်တယ်ထိန်းချုပ်တယ်ဟန်တားတယ်နှောက်ယှက်တာတွေပြုလုပ်နေတယ်လို့ဒီဒေသအတွင်းမှာတွာလာနေတဲ့ဒီကုန်ကားတွေဒီလူလူတွေရဲ့တွာလာနေတာတွေအားလုံးကိုဒီဖန်ဆီးတာတွေစက်ကြီးကောက်တာတွေနဲ့လုံခြုံရေးအကြောင်းပြစစ်ဆေးတာတွေအများပြပြုလုပ်နေတဲ့အတွက်အခုတကြံကာလမှာရေတကြိုမှာရှိနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကမန္တလေးကိုတွားရောက်ပြီးတော့တကြံကာလတစ်လလုံးတကြံကာလတစ်လျှောက်လုံးမန္တလေးမှာပဲပျော်ရွှင်စွာဖြတ်သန်းမယ်ဆိုတော့ဘာကြောင့်ဒီလိုမျိုးပြုလုပ်ရတယ်လဲဆိုတော့ဒီပခုတ်ကူရေစကြိုမြိုင်ပေါက်ပတ်ဝန်းကျင်မှာအကြမ်းဖက်သမားတွေကသူတို့ထင်းချုပ်ရာဒေသတွေမှာလက်နက်အားကိုအနိုင်ကျင့်ပြီးတော့အတာနှစ်ကူတကူးလအချိန်မှာတော့ရေကစားခွင့်မရကြဘူးလို့လည်းဆိုတယ်။ဘုံကြီးကျောင်းတွေမှာဒေါ်လဘဝတ်တာတွေဒီတရားစခန်းဝင်တာတွေကိုလည်းခွင့်မပြုဘူးလို့ဆိုပါတယ်။ဒါပေမဲ့သူတို့ထင်းချုပ်ထားတဲ့နေရာသူတို့ထင်းချုပ်ခွင့်ရတဲ့ကြေးရွာအကြမ်းဖက်သမားတွေကိုဝင်ရောက်စိတ်ဝင်စခန်းချခွင့်ပေးထားတဲ့ရွာတွေမှာတော့ဘုံကြီးကျောင်းတွေမှာသူတို့ကိုယ်တိုင်နေထိုင်စခန်းချပြီးတော့ပျော်ပွဲရှင်ပွဲတွေပြုလုပ်ဖို့ဓမြတိုက်ရပါဒီဘီယာတွေအရက်တွေဓမြတိုက်ရပါခိုးရပါပစ္စည်းတွေနဲ့တကြံကာလကိုဖျက်ဆီးမှုအတွက်ကိုသူတို့ပြင်ဆင်နေကြတယ်လို့ဆိုပါတယ်ဆိုတော့သူတို့နဲ့နီးစပ်သူတွေအကြမ်းဖက်သမားတွေနဲ့နီးစပ်သူတွေထောက်ပို့တွေနဲ့အကြမ်းဖက်မိသားစုအတိုင်းဝိုင်းကတော့သူတို့ရဲ့ပတ်ဝန်းကျင်ဝလုံအောင်ထဲမှာလာတာတဲ့ပုံစံမျိုးနဲ့တကြံကာလကိုသူတို့အနေနဲ့တီးသန့်
ဖြတ်တန်းကြဖို့ပြင်ဆင်နေတာတွေလည်းရှိပါတယ်ဘယ်လိုပဲပြင်ဆင်လေလိုင်းကြားကနေလေဖန်းတန်းစီဝလုံးကောင်းနဲ့လာတာနဲ့အန်ယူဂျီဖြစ်ပြီးအုပ်စုရဲ့အတုံးချခံ PDF တွေထိန်းချုပ်ထားတဲ့နေရာတွေမှာတော့မြည်သည့်တည်ငြိမ်အေဂျင့်မှုမှလည်းရှိမှာမဟုတ်သလိုဒီပျော်ပွဲရှင်ပွဲတွေတရားဘာဝနာပွားများတာတွေဒေါ်နဘဝတ်တာတွေတရားစခန်းဝတ်တာတွေနဲ့စတုရိတာကျွေးတဲ့မန်တက်တွေကတော့မြင်တွေ့ရမှာမဟုတ်ဘူးဖြစ်ပါတယ်အညာဒေတာကတုံ့တန်တစားပြင်လို့တိတ်ဆိတ်နေမှာဖြစ်တယ်လို့အချမ်းဘက်သမားတွေထိန်းချုပ်ရဒေတာတွေမှာလည်းသူတို့နဲ့နီးစပ်တဲ့သူတို့ရဲ့အလိုကျတန်ချက်တွေဒိုးတွေနဲ့ဒီတကြံကာလမှာတောင်မှတကြံရင်းတွေတကြံတန်ချက်တွေမဆိုဘဲနဲ့သွေးကြတချင်းတွေဖွင့်ပြီးတော့ဒီခွတ်တောင်းရောင်ကြက်တောင်းရောင်တချင်းတွေကိုဖွင့်ပြီးတော့တန်းကြမဲ့သဘောမျိုးမြင်တွေ့ရပါတယ်ဒါကမနေ့ပြန်ဧပြီလ23ရက်နေ့မှာကြားရောက်မယ်အကျိုးနေ့မှာအကြမ်းဖက်သမားတွေထိန်းချုပ်ရဒေတာနဲ့နိုင်ငံတော်အစိုးရတမတော်ကထိန်းချုပ်ရဒေတာမှာဘယ်လောက်ထိကွာဟချက်တွေရှိနေတယ်ဆိုတဲ့အခြေအနေမျိုးကိုရှင်းထိုးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အကြမ်းဖက်သမားတွေထိန်းချုပ်ရနေရာတွေမှာနဲ့တမတော်ကထိန်းချုပ်ရနေရာတွေမှာဘယ်လောက်ထိကွာဟချက်တွေရှိလာသလဲဘယ်လောက်ထိစီကားတိုက်မြိုက်စွာနဲ့တည်ငြိမ်အေဂျင့်စွာအေးချမ်းချမ်းနဲ့ဖြတ်တန်းခွင့်ရတယ်လဲဆိုတာကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေအများကြီးမြင်တွေ့လာကြရပြီဖြစ်ပါတယ်ဒီနေ့မှာတော့ပိုပြီးထူးခြားတဲ့မြို့တွေတကြံကိုဒီခန်းစားခွင့်ရကြမဲ့မြို့တွေကအရင်နှစ်တွေထက်ပိုပြီးတော့များပြားလာပြီဖြစ်ပါတယ်ဒီမြို့တွေကတော့ပြီးခဲ့တဲ့2025ခုနှစ်မှာတမတော်ကပြန်လဲသိမ့်ပိုက်လိုက်တဲ့အကြမ်းဖက်သမားတွေယာယီထင်းချုပ်ထားတဲ့ဒေသတွေအကြမ်းဖက်သမားတွေယာယီထင်းချုပ်စခန်းချမိုက်ကြီးခွဲနေတဲ့မြို့တွေထဲမှာပါဝင်ခဲ့တဲ့နောင်ချူကြောင်မဲတီဘောစတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့တွေကလည်းဒီအခု2026ခုနှစ်တကြံမှာမိဘပြည်သူတွေပြီးတော့ဒီဌာနဆိုင်ရာရုံးအဖွဲ့တွေနဲ့တကြံကာလကိုပျော်ရွှင်အေဂျင့်စွာဖြတ်တန်းခွင့်ရမှာဖြစ်ပါတယ်ဒါအပြင်မရေယာတို့စင်ကူးတို့နောက်ပြီးတော့ဒီမိုးကုတ်တို့ဒေသတွေမှာလည်းဒီတကြံကာလကိုအေးချမ်းချမ်းနဲ့ပျော်ရွှင်စွာဖြတ်တန်းခွင့်ရကြမှာပဲဖြစ်ပါတယ်တခြားသောဒေသတွေအကြမ်းဖက်သမားတွေစုခွာသွားပြီးတော့အကြမ်းဖက်သမားတွေချင်းကပ်ခွင့်မရနိုင်တဲ့ဆိုရမယ်ဆိုလို့ရှိရင်တော့ပဲခူးတိုင်းရဲ့အနောက်ချမ်းပြည်ပေါက်ခေါင်းကျိုးပင်ခေါင်းပတ်ဝန်းကျင်လမ်းပိုင်းမှာလည်းအကြမ်းဖက်သမားတွေကိုနေမီကန်တိုင်ရင်တပ်ဖွဲ့တွေတိုင်းစစ်ဌာနချုပ်နဲ့ချိတ်ဆက်ပြီးတော့ရှင်းလင်းနေတာလည်းရှိတာကြောင့်အကြမ်းဖက်သမားတွေကပဲခူးရုံးမှအတွင်းနဲ့ဆယ်ရီမြောင်းတွေတာတမန်တွေဘက်ကိုစုခွာထွက်ပြေးနေတယ်ဆိုတဲ့သတင်းတွေကြားသိရတာကြောင့်ပဲခူးတိုင်းအနောက်ချမ်းဒေသတွေကလည်းတကြံကာလကိုအေးချမ်းချမ်းနဲ့ဖြတ်တန်းခွင့်ရမှာဖြစ်တယ်လို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေကြီးမှုလှုပ်ဆောင်နေတဲ့ပဲခူးမြို့မှာရှိနေတဲ့တိုင်းဒေသကြီးမန်းတက်ဗဟိုမန်းတက်တွေအပါအဝင်တချို့သောနေရာတွေမှာလည်းစီကားတိုက်မြိုက်စွာကျင်းပကြမှာဖြစ်ပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိနေတဲ့မြို့တွေမှာလည်းတကြံကိုအရင်နှစ်တွေနဲ့မတူဘဲနဲ့ဒီအေးချမ်းချမ်းနဲ့ဖြတ်တန်းကြရမယ့်အခြေအနေမျိုးလေးတွေကိုကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကမြင်တွေ့ခဲ့ရပါတယ်။တကြံမှာဘလို့ပျော်ရွှင်စွာဖြတ်တန်းကြမယ်။တကြံမှာဘလို့မျိုးစတုတီတာတွေကျွေးမွေးပြီးတော့တကြံမှာဘလို့မျိုးတရားဘာဝနာတွေပွားများကြမယ်ကုသိုလ်ကောင်းမှုတွေပွားများကြမယ်ဆိုတဲ့စကားတန်လေးတွေကဒေသခံမိဘပြည်သူတွေစီကနေကျွန်တော်တို့ကြားခဲ့ရတာဖြစ်တဲ့အတွက်ပျော်ရွှင်မှုလည်းကောင်းတယ်လို့ပီတိတွေဖြစ်ပြီးတော့အပျော်တွေလည်းကူးဆက်ရစေပါတယ်။ဒါကကျွန်တော်တို့မြန်မာနိုင်ငံအတွက်အတာနှစ်ကူးတဲ့ကာလမှာဘယ်လိုမျိုးကွာဟချက်တွေရှိနေတယ်လဲဆိုတဲ့အကြောင်းအရာလေးကိုချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရခိုင်လက်နက်ကိုင်တပုံခေါင်းဆောင်ထွန်းမြတ်နိုင်ကအခု2026ခုနှစ်မှာရခိုင်ပြည်နယ်မှာရှိနေတဲ့မြို့နယ်တွေကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမယ်ဆိုပြီးတော့ပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ရခိုင်စစ်သွေးကြွတွေရဲ့18နှစ်ပြည့်နှစ်ပတ်လည်မှာရခိုင်စစ်သွေးကြွတွေကိုမြောက်ထိုးပင့်ကော်လှုပ်ပြီးတော့တေလန်းကိုပို့အတွက်ဒီလိုစစ်သွေးကြွစကားတွေမိန့်ခွန်းတွေပြောကြားခဲ့ပါတယ်ဒီလိုပြောကြားခဲ့တာတွေရဲ့နောက်ဆက်တွဲရခိုင်လက်နက်ကိုင်တပုံအေးမှာသူကိုယ်တိုင်စိတ်မလုံဖြစ်နေတာဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်ကိုဝင်နိုင်တဲ့လမ်းပိုင်းတွေဖြစ်တဲ့ဒီရခိုင်ပြည်နယ်ဂွငတိုင်းချောင်းလမ်းပိုင်းတောင်ကုန်းအုတ်ရှစ်ပင်လမ်းပိုင်းနဲ့ဒီအမ်ဘရန်လမ်းပိုင်းသာမကပလောဝမတူဘီလမ်းပိုင်းကနေအတွင်းဘက်မကွေးတိုင်းတွေကိုဝင်ရောက်နိုင်တဲ့လမ်းပိုင်းလို့ခေါ်လို့ရတယ်ကံပက်လက်ကြောက်ထုလမ်းပိုင်းကိုရခိုင်စစ်သွေးကြွတချို့စိတ်ဝင်နေပါတယ်တိုက်ပွဲဖြစ်ပေါ်နေတဲ့နေရာတွေကတော့မကွေးတိုင်းနဲ့အဆက်အမ်ဘရန်လမ်းပိုင်းဒီပဲခူးတိုင်းနဲ့အဆက်အုံးရှစ်ပင်တောင်ကုန်းလမ်းပိုင်းအေရီတိုင်းနဲ့အဆက်ဂွာငတိုင်းချောင်းလမ်းပိုင်းတွေမှာရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေအရှိုချင်းတွေနေ့စဉ်ထိခိုက်ဒေဆုံးမှုတွေများနေတာကြောင့်သတင်းမားတွေနဲ့အတူသူတို့ပဲနိုင်နေတဲ့အောင်လေတိုင်းထဲကနေဝါရတွေဖြတ်နေလျက်ရှိပါတယ်တမန်တော်ရဲ့ထိတွေ့တိုက်ပွဲတွေမရှိဘဲနဲ့ရခိုင်ပြည်နယ်ကိုဝင်နိုင်တဲ့လမ်းပိုင်းကတစ်ခုတည်းသာရှိပါတယ်ဒါကတော့မကွေးတိုင်းရဲ့အနောက်ဘက်ကျန်ကြောက်ထုဘက်ကနေပြီးတော့ဒီမင်းတပ်အဲ့ဒီကနေမတူဘီကံပက်လက်ပလက်ဝကိုဝင်နိုင်တဲ့လမ်းပိုင်းဖြစ်ပါတယ်တမန်တော်နဲ့ထိတွေ့တိုက်ပွဲတွေမဖြစ်သေးတာဖြစ်တဲ့အတွက်ရခိုင်စစ်သွေးကြွတွေကချင်းပြည်နယ်တောင်ပိုင်းကိုဒီနေချက်သိမ့်ပိုက်ပြီးတော့ပလက်ဝကနေမတူဘီကနေဒီကံပက်လက်ကနေမင်းတပ်အထိကိုဝင်ရောက်စိတ်ဝင်ပြီးတော့ကြောက်ထုပတ်ဝန်းကျင်တွေဒီမကွေးတိုင်းနဲ့အဆက်နေရာတွေအထိဝင်ရောက်စိတ်ဝင်လာတာတွေပြုလုပ်ထားပါတယ်ဒီလိုမျိုးရခိုင်စစ်သွေးကြွ AA တွေနဲ့အတူမင်းတပ် PDF ဒီချင်းစလန်နက်ကန်အဖွဲ့တွေနဲ့အရှိုချင်းတွေအပါအဝင်ရောဒေတာမှာလှုပ်ရှားနေတဲ့ညာသားတော်သား PDF တတိုက်နဲ့အကြမ်းဖက်တမားတွေစိတ်ဝင်နေတယ်ဆိုတဲ့သတင်းကြားသိရတဲ့အတွက်မနေ့ကဧပြီလ17ရက်နေ့ည10:00နာရီဝန်းကျင်မှာပဲတပ်မတော်ကလေယာဉ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်လေကြောင်းတိုက်ခိုက်မှုကိုတော့ Jet Fighter 3 စီးနဲ့လေကြောင်းတိုက်ခိုက်မှု8ကြိမ်ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်တပ်မတော်ကမင်းတပ်မျိုးကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကဒီနေ့ဒီဧပြီလ12ရက်နေ့နေ့လယ်3နာရီအထိဆိုလို့ရှိရင်တော့လေကြောင်းတိုက်ခိုက်ခဲ့တဲ့အချိန်ကဒီ18နာရီနီးပါးကြာမြင့်သွားပြီဖြစ်ပါတယ်18နာရီနီးပါးအတွင်းရခိုင်လက်နက်ကိုင်တပုံ A နဲ့ချင်းလက်နက်ကိုင်အဖွဲ့တွေမင်းတပ် PDF နဲ့အရှိုချင်းအပါအဝင်အကြမ်းဖက်သမားတွေစိတ်ဝင်နေတဲ့မင်းတပ်မျိုးက
ဆက်သွယ်ရေးယုံနဲ့မြို့လယ်နေရာတချို့ကိုတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်မင်းတပ်မြို့ထဲမှာရှိနေတဲ့ PDF ခေါင်းဆောင်အပါအဝင်ရခိုင်စစ်သွေးကြွတွေနဲ့အကြမ်းဖက်သမားတွေစိတ်ဝင်လှုပ်ရှားပြီးတော့စခန်းချနေတဲ့နေရာ၄ခုထက်မနည်းကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အချိုးကျတွက်ကြည့်မယ်ဆိုရင်တော့တမတော်က Jet Fighter တွေနဲ့လေကြောင်းတိုက်ခိုက်မှုရှစ်ကြိမ်ပြုလုပ်ခဲ့ပြီးတော့အကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာ၄နေရာကိုတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်တနေရာကိုအနည်းဆုံးဘုံနှလုံးကျကျတိုက်ခိုက်ခံရတဲ့သဘောမျိုးမြင်တွေ့ရပါတယ်တမတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်ပျက်စီးသွားတဲ့အပျက်စီးတွေကိုလည်းဒီကျွန်တော်တို့ရဲ့ဒေသခံတွေကနေအဆင့်ဆင့်ချိတ်ဆက်ပြီးတော့သတင်းပေးပို့လာတာတွေလည်းရှိတဲ့အတွက်ဓာတ်ပုံတွေလည်းရရှိပါတယ်ရရှိတဲ့သတင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မင်းတပ်မြို့ရဲ့ဆက်သွယ်ရေးရုံအနီးပတ်ဝန်းကျင်စားတိုင်းအယုံအနီးပတ်ဝန်းကျင်တွေမှာကြာရောက်ပေါက်ကွဲခဲ့တာကိုမြင်တွေ့ရပြီးတော့ဒီနေရာတွေကချင်းလက်နက်ကိုင်အဖွဲ့တွေမင်းတပ် PDF ကနေဥဆောင်ပြီးတော့မင်းတပ်ရဲ့ PDF အဖွဲ့ခေါင်းဆောင်ပြီးခဲ့တဲ့နှစ်ကမင်္ဂလာဆောင်အတွင်တမတော်ကလေကြောင်းတိုက်ခိုက်မှုတစ်ချိန်ပြုလုပ်ခဲ့တဲ့နေရာတွေနဲ့မတိမ်မယိမ်းမှာရှိတဲ့နောက်ထပ်နေရာတစ်ခုကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာမှာရခိုင်စစ်သွေးကြွတချို့တဲဆောင်လာတဲ့လက်နက်ခဲယမ်းတွေနဲ့ဒီအတင်းအဓမ္မစစ်သားစုဆောင်လာတဲ့ချင်းပြည်နယ်မှာရှိနေတဲ့ဒေသခံချင်းတိုင်းရင်းသားတွေရခိုင်စစ်သွေးကြွတွေရဲ့ခိုင်ဘက် CB CNDF CNF စတဲ့ဒီနိုင်ငံရေးရည်ချိန်နှိမ်ပါကြတဲ့ချင်းလက်နက်ကန်အဖွဲ့တွေကသူတို့ချင်းပြည်နယ်မှာရှိနေတဲ့ဒေသခံချင်းလူမျိုးတွေကိုပဲရခိုင်စစ်သွေးကြွတွေအတွက်တိုက်ပွဲပေါ်ဆောင်ခိုင်းမှုရည်ရွယ်ပြီးတော့ပေါ်တာဆွဲနေကြတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်မှာချင်းပြည်နယ်မှာချင်းလူမျိုးရှိခဲ့ကြတယ်။ချင်းပြည်နယ်မှာချင်းလူမျိုးတွေရဲ့ဒီပြရုပ်တွေဒီအဆောင်အယောင်တွေနောက်ပြီးတော့ချင်းပြည်နယ်ရဲ့ဝိသေသနာတွေနဲ့ချင်းပြည်နယ်မှာသူ့ရဲ့မူလပူတာယဉ်ကျေးမှုအမွေအနှစ်တွေရှိကြပါတယ်။ဒါပေမဲ့ရခိုင်လက်နက်ကိုင်တပုံ AA ကချင်းပြည်နယ်တောင်ပိုင်းပလက်ဝမတူပီဘက်ကိုသိမ်းပိုက်လက်ပြီးတဲ့နောက်ထွန်းမြတ်နိုင်ရဲ့ဒီနိုင်ငံရေးစကားလုံးတွေမျှော်လင့်ချက်အမားတွေနဲ့စိတ်ကူးရင်ဆန်ဆန်စကားလုံးတွေနဲ့စီယုံပြီးတဲ့နောက်ချင်းလက်နက်ကန်အဖွဲ့တချို့ကရခိုင်လက်နက်ကန်တပုံ AA ရဲ့ခိုင်းဘက်ဘဝကိုရောက်ရှိသွားကြပါတယ်။ချင်းဘရာသာဟုလို့ခေါ်တဲ့အဖွဲ့တွေ CNDF CNF အပါအဝင်ပလက်ဝမတူပီကံပက်လက်မင်းတပ် PDF အဖွဲ့တော်တော်များများကချင်းပြည်နယ်တောင်ပိုင်းမှာရှိနေတဲ့ဒီချင်းလက်နက်ကန်အဖွဲ့တော်တော်များများကဖလန်းပတ်ဝန်းကျင်လောက်ထိရခိုင်စစ်သွေးကြွတွေရဲ့ခိုင်းဘက်တွေဖြစ်သွားတာကိုကျွန်တော်မြင်တွေ့ရပါတယ်။ရခိုင်စစ်သွေးကြွတွေရဲ့ခိုင်းဘက်ဖြစ်သွားပြီးတဲ့နောက်ဒေသခံချင်းလူမျိုးတွေကိုသူတို့ကိုယ်တိုင်အချင်းချင်းလက်နက်ကန်အနိုင်ကျင့်ပြီးတော့ဒီတရားတော်မှာပေါ်တာဆွဲတာတွေစက်ချေးကောက်တာတွေမျိုးစုံပြုလုပ်နေပါတယ်။တိုက်ပွဲဖော်ဆောင်တဲ့နေရာတွေမှာလည်းဒီအမိန်ပေးပြီးတော့အကြက်ကန်ပြီးတော့ဖိအားပေးပြီးစားနပ်ရိက္ခာထောက်ပံ့မှုလည်းတောင်းဆိုနေတာတွေရှိရဆိုတဲ့သတင်းတွေကြားသိရပါတယ်။မနေ့ကတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့မင်းတပ်ကိုတော့ပြီးခဲ့တဲ့2025ခုနှစ်ထဲမှာ2ကြိမ်နီးပါးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။မင်းတပ်ကနေအောက်ကိုဆင်းလာမယ်ဆိုလို့ရှိရင်တော့ထီလင်းတို့ကြောက်ထုတို့ဘက်ကိုရောက်ရှိမှာဖြစ်ပါတယ်။ထီလင်းတို့ကြောက်ထုတို့ဘက်မှာတော့တမတော်ကအမြောက်တပ်တွေနေမြေကန်တိုင်ရင်တပ်ဖွဲ့တွေနဲ့ဒီလေရင်ခွင်းတွေရှိပါတယ်။အဲဒီကနေဆက်တက်လာမယ်ဆိုလို့ရှိရင်ကံပက်လက်မင်းတပ်ကိုရောက်တာနဲ့ချင်းပြည်နယ်ကိုရောက်ပြီဖြစ်ပြီးတော့ချင်းပြည်နယ်ရဲ့ဝိသေသချင်းပြည်နယ်ရဲ့အငွေ့အသက်တွေကိုခန်းစားကြရမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိရခိုင်လက်နက်ကိုင်တပုံ AA ရဲ့ခိုင်းဘက်ဖြစ်သွားတဲ့ချင်းလက်နက်ကိုင်အဖွဲ့တွေကတော့သူတို့ကိုယ်တိုင်ချင်းလန်းလို့ဆိုပြီးတော့ချင်းပြည်နယ်ကတီးကြခွဲထွက်ရေးအဖြစ်ရည်ရွယ်လှုပ်ဆောင်နေပေမဲ့တကယ်တမ်းကျတော့ဒီနေ့ဒီအချိန်ရှိရခိုင်လက်နက်ကိုင်တပုံကောင်းဆောင်ဘိန်းစားထွန်းမြတ်နိုင်ရဲ့ခိုင်းဘက်တာအဖွဲ့သာဖြစ်လာပါတယ်။တမလို့ရဲ့ထိုးစစ်တွေရခိုင်ပြည်နယ်ကိုဝင်ရောက်မလာစေရေးအတွက်ချင်းပြည်နယ်မှာရှိနေတဲ့လမ်းပိုင်းတွေပြောရမယ်ဆိုရင်တော့ရခိုင်ပြည်နယ်ကိုဝင်နိုင်တဲ့လမ်းပိုင်းဖြစ်တဲ့ထီလင်းကြောက်ထူကံပက်လက်မတူပီပလက်ဝလမ်းပိုင်းကိုပိတ်ဆို့နိုင်ရေးအတွက်ချင်းပြည်နယ်ရဲ့အထိစိတ်ဝင်ပြီးတော့ဒေသခံချင်းလူမျိုးတွေချင်းမျိုးသမီးတွေကိုလည်းဒီအတင်းအဓမ္မစော်ကားတာတွေအနိုင်ကျင့်တာတွေ rape လုပ်တာတွေလိမ်မိုင်းဆိုင်ရာစော်ကားတာတွေပြုလုပ်နေတာရှိပါတယ်ကျူးလွန်နေကြတာပဲရှိပါတယ်အများစုကတော့ဒီချင်းပြည်နယ်တောင်ပိုင်းမှာရှိနေတဲ့ပလက်ဝမြို့နဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ဒေသခံချင်းမျိုးသမီးတွေပန်းဦးလွတ်ခံနေရပြီးတော့ရခိုင်စစ်သွေးကြွတွေရဲ့မူယူစော်ကားအနိုင်ကျင့်ရက်ဆက်စွာတပ်ဖြတ်မှုတွေကိုလည်းခံစားနေကြရပါတယ်ရခိုင်စစ်သွေးကြွတွေလုံသမျှကိုချင်းလက်နက်ကန်အဖွဲ့တွေကလက်ပိုက်ကြည့်နေပြီးတော့ကိုဒေတာကိုရက်ရွာနေချက်လာတဲ့ရခိုင်စစ်သွေးကြွတွေရဲ့တရားလက်မဲ့ပြုလုပ်မှုတွေကိုမတိကျကြုံပြုတ်ပြီးတော့သူတို့အဖွဲ့အစည်းရဲ့အကျိုးစီးပွားအတွက်ချင်းလန်းဆိုတဲ့ပုံစံမျိုးနဲ့ချင်းဘရာသာဟုဆိုတဲ့အဖွဲ့တွေဖွဲ့စည်းပြီးတော့ချင်းပြည်နယ်ကိုတိကျခွဲထွက်ရေးရည်ရွယ်နေပေမဲ့ဒေသခံချင်းလူမျိုးတွေရဲ့အနာဂတ်ဒေသခံချင်းလူမျိုးတွေရဲ့နေ့စဉ်ဖြတ်တန်းနေရတဲ့ကြုံတွေ့နေရတဲ့ဒုက္ခတွေကိုမတိကျကြုံပြုတ်ပြီးတော့ရခိုင်လက်နက်ကိုင်တပုံအေးပြီးမဲ့လက်နက်ခရဲနဲ့မစွတ်မဖို့ထောက်ပံ့ငွေတွေကိုမျှော်ကိုပြီးတော့ဒေသခံချင်းလူမျိုးတွေကိုအချင်းချင်းဟင်းသာကိုတောင်းဆက်ခင်းနေကြတယ်လို့ဆိုရမှာဖြစ်ပါတယ်ဇက်တူသားစားပြီးတော့ချင်းလက်နက်ကန်အဖွဲ့တွေရဲ့ချင်းဘရာသာဟု CB CNDF CA မင်းတပ်ပလက်ဝမတူပီလမ်းမိုင်းပတ်ဝန်းကျင်မှာရှိနေတဲ့ဒေသခံချင်းလူမျိုးတွေအပါအဝင်အညာဒေသမကွေးတဲ့အနောက်ချမ်းမှာရှိနေတဲ့ဒီစာမတက်ပေမတက်လို့ခေါ်လို့ရမယ်ဒီထင်းခုတ်ဝါခုတ်နဲ့ရှိနေတဲ့အရှိုချင်းတွေအညာချင်းတွေမြေပြင်ချင်းတွေလို့ခေါ်လို့ရမယ်ချင်းအဖွဲ့တွေကလည်းရခိုင်စစ်သွေးကြွတွေရဲ့ခိုင်းဘက်ဖြစ်လာပါတယ်တကယ်တော့သူတို့မျှော်လင့်နေတဲ့ဒီချင်းပြည်နယ်တိကျခွဲထွက်ရေးကဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ပါဘူးချင်းပြည်နယ်ကိုဒေသတွင်းဖွံ့ဖြိုးတိုးတက်အောင်ဘယ်ချင်းလက်နက်ကန်အဖွဲ့မှဆောင်ရွက်ပေးနိုင်ခြင်းမရှိပါဘူးဒီလိုအခြေအနေကိုအခွင့်ကောင်းယူပြီးတော့ပဲပညာမတတ်တဲ့စာမတက်ပေမတက်ကန်အဖွဲ့တွေကိုပွဲလေးတစ်ပွဲရထားတဲ့စာတက်ပေတဲ့ရောင်ဒီရခိုင်စစ်သွေးကြွဘိန်းစားတိုးကိုက်ကောင်ကနေပြီးတော့
လက်နက်ခရင်လေးတွေမစိုးမပို့ထောက်ပံ့ချင်းပြည်နယ်ထဲမှာရှိနေတဲ့ပလက်ဝမတူပီကနေမကွေးတိုင်းကိုဝင်ရောက်နိုင်တဲ့ဒီမင်းတပ်ကမ်ဘက်လက်ကြောက်ထုလမ်းပိုင်းကိုဒီလက်နက်ခရင်တွေဖြစ်ပြီးတော့ပရော်စီဝါအနေနဲ့ဖန်တီးနေတာပဲဖြစ်ပါတယ်တခြားသောရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်တွေဖြစ်တဲ့အမရန်လမ်းပိုင်းတို့ဒီအုံရှစ်ပင်တောင်ကုတ်လမ်းပိုင်းတို့ကွာငတိုင်းချောင်းလမ်းပိုင်းမှာတော့ဒီရခိုင်လက်နက်ကိုင်တပုံနဲ့အတူ local PDF တွေကိုအများပြအသုံးပြုပြီးတော့တိုက်ပွဲတွေဖော်ဆောင်နေတယ်။တရားဖို့သုံးဖို့ငဆောင်းခဥဆောင်တဲ့ဘုံကျွန်းအဖွဲ့တွေကလည်းမြန်မာနိုင်ငံအနှံ့အပြားတိုင်းသားလက်နက်ကိုင်အမိခံအဖွဲ့တွေထဲမှာတွားရောက်ပြီးတော့ကျွန်းခံနေကြတာတွေမြင်တွေ့ရတယ်။ဒါပေမဲ့ချင်းပြည်နယ်မှာတော့နိုင်ငံရေးရည်ချိန်နှိမ်ပါကြတဲ့ချင်းလက်နက်ကိုင်အဖွဲ့တွေများတာဖြစ်တဲ့အတွက်ဒီ local PDF တွေကိုပဲထွန်းမြတ်နိုင်ငံလက်နက်တွေတက်ဆင်ပြီးတော့တပ်မတော်ရဲ့ထိုးစစ်ဆင်လာနိုင်တဲ့လမ်းပိုင်းတွေရခိုင်ပြည်နယ်ကိုဝင်နိုင်တယ်လို့သူယူဆတဲ့လမ်းပိုင်းတွေကိုပိတ်ဆို့ဖို့အတွက်အခုလိုမျိုးတိုက်ပွဲတွေဖော်ဆောင်မယ်စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ပါတယ်ဒီလိုစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ထဲကမင်းတပ်မြို့ကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်ဒီလေကြောင်းတိုက်ခိုက်မှုကိုတော့တရားဥကတက်လာတဲ့ Jet Fighter တွေနဲ့လာရောက်ကြိတ်ချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီတိုက်ခိုက်မှုတွင်အကြမ်းဖက်သမားတွေထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတော့18နာရီကြာတဲ့အထိချင်းလက်နက်ကန်အဖွဲ့တွေနဲ့ရခိုင်စစ်သွေးကြွအပေါင်းပါတွေထိခိုက်ဒေဆုံးခဲ့တဲ့အရေးအတွက်က20ကျော်ရှိသွားပြီလို့သိရပါတယ်ဒီတပ်မတော်ကဘုံကျဲလိုက်တဲ့ဘုံကျဲမှုတွေအတွက်အဆောက်အဦတွေနဲ့အတူပြာပုံဘဝကိုရောက်ပြီးအတူပြတ်နဲ့ဖွာလန်ကျဲဖြစ်ပြီးတော့ကယ်ဆယ်နိုင်ခြင်းမရှိဘဲနဲ့တွဲထွက်လုံးပြီးဒေဆုံးသွားကြတဲ့ဒီချင်းလက်နက်ကန်အဖွဲ့တွေဖျားသခင်ထံကိုကောင်းကျင်မောင်းသွားစားနေကြပြီဖြစ်ပါတယ်နနောက်သားစားမယ်လို့စိတ်ကူးရင်ရင်နဲ့ပဲတပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အနိစ္စသဘောနဲ့ကိစ္စချော့ပြီးတော့ဖျားသခင်ထံမှာကောင်းကျင်မောင်းသွားစားနေကြရပြီဖြစ်ပါတယ်ဖျားသခင်ထံမှာကောင်းကျင်မောင်းသွားစားနေကြရတဲ့ချင်းလက်နက်ကန်အဖွဲ့တွေမှာကောင်းကျင်မောင်းကိုနှမ်းမပါပဲပြုတ်မပါဘဲနဲ့အစိမ့်လိုက်စားနေရတယ်ဆိုတဲ့အခင်းချင်းမျိုးဖြစ်ပါတယ်ဒါကဘာကိုရင်ညွှန်းတယ်လဲဆိုတော့ရခိုင်စစ်သွေးကြောတွေရဲ့ခိုင်းဘက်အနေနဲ့တိုက်ပွဲတွေပေါ်ဆောင်ပြီးတော့အနေအစင်းရဲ့အစားစင်းရဲ့နဲ့ခွေးလိုနွားလိုဖြတ်တန်းရင်တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းသေလို့သေမှန်းမသိတဲ့ဘဝကိုရောက်သွားကြတာတွေဖြစ်ပါတယ်ခရီးယန်ဘာသာရေးအရာတည်ဆုံသွားတဲ့သူတွေရဲ့နောက်ဆုံးခရီးကိုတောင်မှဒီခန်းခန်းနာနာနဲ့ကျင်းပနိုင်ခြင်းမရှိတဲ့အခြေအနေမျိုးတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်ဒါကြောင့်မင်းတပ်မျိုးကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်တာကြားပြီးဖြစ်ပေမဲ့မနေ့ကလေကြောင်းတိုက်ခိုက်မှုတွင်မှာတော့ရခိုင်လက်နက်ကိုင်တပုံ AA နဲ့ချင်းလက်နက်ကိုင်အဖွဲ့တွေ20ကျော်30နီးပါးတည်ဆုံနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကိုကြားသိရတဲ့အတွက်ဒီတဲ့လင်းလင်းကိုချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့မွန်ကင်အဆက်ကသတင်းကိုတင်ဆက်ပေးသွားကြပါမယ်မွန်ကင်အဆက်ဆိုတာကတော့ဒီဘီလင်းမြို့နယ်ထဲမှာရှိနေတဲ့နေရာတနေရာကို KNU KNL နဲ့အကြမ်းဖက်သမားတွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်ဒီနေရာတွေကိုပြီးခဲ့တဲ့ရက်တွေကအကြမ်းဖက်သမားတွေကဒီဒရဘုံချတာတွေလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေပြုလုပ်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဘီလင်းမြို့ရဲ့မြောက်ဘက်ကမောင်းမမြို့ရဲ့အနောက်ဘက်မှာရှိနေတဲ့တောင်ကြားတွေမှာရှိနေတဲ့ကရင်ရွာလေးတွေမွန်ရွာလေးတွေရှိကြပါတယ်အဲ့ထဲကမှတမတော်ကကင်းစကန်တွေရှိတယ်ဝင်းတာပန်တို့လေးကေတို့စတဲ့နေရာတွေကကရင်လက်နက်ကင်တဲ့ပုံ KN ဒေတာတထုံဒေတာနောက်ပြီးတော့ဖအန်ဒေတာနဲ့ထိစပ်နေတဲ့တပ်မဟာ3ခုထိစပ်နေတဲ့နေရာတွေမှာစီးရေးလှုပ်ရှားနေကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။အဲ့ဒီအဖွဲ့တွေကတော့ဒီပဲခူးတိုင်းရဲ့အရှိဘက်ချမ်းစစ်တောင်းမြေဝန်ကနေတိုက်ခိုက်ခံရပြီးတဲ့နောက်ထိခိုက်ဒေဆုံးမှုများစွာနဲ့ဒီစစ်တောင်းမြစ်ကိုဖြတ်ပြီးတော့အခုဆိုရင်ဘီလင်းမြို့နယ်တဲ့တီကိုရောက်ရှိလာကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ကတပ်မတော်ကဘီလင်းမြစ်ရဲ့အထက်ပိုင်းမှာတရားဝင်ရွှေတူဖော်မှုတွေပြုလုပ်နေတဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တဲ့အတွက်ရွှေခိုးတူးခွင့်မရတော့တဲ့ဒီကရင်လက်နက်ကိုင်တဲ့ပုံကြားဖြန့်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KNU KNL KTL အဖွဲ့တွေကတော်ရဲ့လုံခြုံရေးတပ်စခန်းတွေအင်အားအနှင်းငယ်သာရှိနေတဲ့တပ်စခန်းတွေကိုတိုက်ခိုက်ဖို့ပြင်ဆင်တာတွေပြုလုပ်ခဲ့ပါတယ်ဒီလိုတိုက်ခိုက်မှုပြင်ဆင်နေတာတွေကတပတ်နီးပါးကြာမြင့်လာပြီဖြစ်ပြီးဒီနေ့ဧပြီလ12ရက်နေ့မှာတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်ထဲမှာရှိနေတဲ့လေးကေကျေးရွာကတပ်စခန်းတစ်ခုကိုအကြမ်းဖက်သမားတွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်လေးကေကျေးရွာဆိုတာကတော့မြို့ရဲ့မြောက်ဘက်မှာရှိတယ်ဘီလင်းမြို့ရဲ့အရှေ့ဘက်မှာရှိပြီးတော့ကမောင်းမမြို့ရဲ့အနောက်ဘက်မှာရှိတယ်ဒါအပြင်တထုံတက်နေလည်းအနီးမှာရှိတယ်ဖအန်နဲ့လည်းအနီးမှာရှိနေတဲ့နေရာတွေဖြစ်ပါတယ်စကားကစနစ်အခြေပြုရာဒေတာတထုံတက်နယ်ရဲ့ဒီထင်းချုပ်ရာဒေတာထဲမှာပါဝင်တဲ့နေရာတွေဖြစ်ပေမဲ့ KNU KNL KTL နဲ့ NUGPB အုပ်စုရဲ့တုံးချခံ PDF တွေဗျူဟာ40ခွန်ကအဖွဲ့တွေနဲ့ဝိုင်းဝန်းပြီးတော့ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လေးကိကျေးရွာဆိုတာကကျေးရွာကြီးတစ်ခုလည်းဖြစ်တယ်ဒီလေးကိကျေးရွာကကျေးရွာကြီးဖြစ်တဲ့အတွက်လေးကိတိုက်နယ်လို့လည်းခေါ်ကြပါဒါကြောင့်မလို့လေးကိကျေးရွာမှာဒီအထာက1အဆင့်ရှိတဲ့စာတင်ကျောင်းတွေရှိတယ်လေးကိတိုက်နယ်စေယုံဆိုပြီးတော့ဒီဒေတာလေးကိတိုက်နယ်စေယုံဆိုပြီးတော့လည်းဖွင့်လှစ်ထားတယ်အကျန်းဖက်သမားတွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့လေးကိစကန်ကဒီအထာကလေးကိတိုက်နယ်စေယုံလေးကိနဲ့လေးကိတက်စကန်ဆိုပြီးတော့အတွဲလိုက်ရှိနေကြတာဖြစ်ပါတယ်ဒီနေရာကိုအကျန်းဖက်သမားတွေကတိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်ဒီနေ့အကျန်းဖက်သမားတွေကအင်အားအလုံးရင်းနဲ့အင်အားနှင်းငယ်သာရှိတဲ့တပ်မတော်စကန်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လိုက်တာဖြစ်တဲ့အတွက်အကျန်းဖက်သမားတွေကတော့ယာယီထိန်းချုပ်ခွင့်ရသွားပါတယ်ဒီလိုမျိုးအလောစီဖြတ်တော့တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်တဲ့အတွက်ဒီစကန်မှာဒီတာဝန်ယူထားတဲ့ဒီစကန်မှာရှိနေတဲ့ဒီတရင်မှုကိုယ်တိုင်အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်ဒီသတင်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့သတင်းရယူနေသေးဖြစ်ပါတယ်တရင်မှုကဘယ်သူဖြစ်တယ်လဲမြည်သည့်တက်ကတရင်မှုဖြစ်တယ်လဲဆိုတာကိုကျွန်တော်ချိတ်ဆက်နေသေးဖြစ်ပါတယ်ဒါပေမဲ့ဒီလေးကိစကန်မှာရှိနေတဲ့တရင်မှုနဲ့တပ်မတော်ရဲ့ဒီအရာရှိစစ်တီတချို့ဖမ်းဆီးခံရတယ်ဆိုတဲ့ဖြစ်စဉ်ကတော့အတည်ပြုနိုင်ပြီဖြစ်ပါတယ်
ဆိုတော့မြန်မာနိုင်ငံတော်မှာဒီနာလာလက်ထက်ကနေအခုရွေးကောက်ခံအစိုးရလက်ထက်ပြောင်းလဲတဲ့ဒီ transition ကာလတမန်တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးတာဝန်စယူတဲ့အချိန်မှာရခိုင်ပြည်နယ်ကိုတာထွက်ကောင်းကောင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်နေပေမဲ့မွန်ပြည်နယ်နဲ့ကရင်အဆက်ကအကြမ်းဖက်သမားတွေရှုခိုးတူးနေတဲ့ဒီပြည်လင်းမြစ်အထက်ပိုင်းရွှေကျင်မှာဆိုလို့ရှိရင်ရွှေကျင်မြစ်ရဲ့အထက်ပိုင်းဒေသတွေနဲ့ဒီတထုံဖက်အံဒီတင်စေအစားတဲ့နေရာတွေမှာစုဖွဲ့နေတဲ့ကရင်လက်နက်ကိုင်သဘော KNU နဲ့အပေါင်းပါတွေကရင်ရွာတွေထဲမှာကရင်စစ်သွေးကြွတွေအများပြားရှိပြီးတော့တချို့သောရွာတွေကရွာလုံးကျွတ် KNU တွေဖြစ်ပါတယ်ရွာလုံးကျွတ် KNU တွေဖြစ်တဲ့အတွက် KNU တွေနဲ့အတူပါလာတဲ့ဘုံကျွန် PDF တွေလည်းအများပြားဝင်ရောက်ဆင့်ဝင်လာကြပါတယ်ဒါကြောင့်မလို့ပြီးခဲ့တဲ့ဒီတပတ်လောက်တည်းကလေးကီကျေးရွာနဲ့နောက်ထပ်တမတော်တက်စကန်တစ်ခုရှိတဲ့ဝင်းတာပန်ကျေးရွာတွေကတက်စကန်တွေကတိုက်ခိုက်ခံရနိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ကြားသိရပါတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီးတက်ဆိုင်ရာကိုလည်းကျွန်တော်တို့သတင်းတွေပေးပို့ထားတာရှိတယ်လို့ပြီးခဲ့တဲ့ရက်ကကျွန်တော်တို့သတင်းတစ်ခုမှလည်းတင်ဆက်ပေးခဲ့ပူပါတယ်ဒါကတော့မွန်ပြည်နယ်ဘေးလင်းမြို့နယ်ထဲမှာရှိနေတဲ့ Lakeတက်စကန်နဲ့ဝင်းတာပန်တက်စကန်တို့တတိထားဖို့လိုတယ်စစ်ရေးတတိမပြတ်ရှိဘူးဆိုတဲ့သတင်းလေးကိုအရေးအမြုံနေနဲ့ဖော်ပြခဲ့ပူပါတယ်ဒါပေမဲ့ဒီနေ့ဧပြီလ12ရက်နေ့မှာတော့ Lake တက်စကန်ကိုအကြမ်းဖက်သမားတွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ပါတယ်ဒီလိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အတွေ့ဖန်ဆီးခံရတဲ့ဒီတက်မတော်ဘက်ကတရင်မှုပါဝင်အရာရှိစစ်တီတွေကိုအကြမ်းဖက်သမားတွေကမှတ်တမ်းဗီဒီယိုနဲ့ဒီသိမ်းဆည်းရမိတဲ့လက်နက်တွေကိုပြပြီးတော့ဝါဒဖြန့်တာတွေကိုပြုလုပ်လာပါလိမ့်မယ်လက်ရှိအချိန်မှာတော့ဒီတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနေနိုင်ငံတော်ရဲ့သမ္မတကြီးဖြစ်သွားတဲ့အပြောင်းလဲကာလမှာနိုင်ငံတော်သမ္မတကိုရောတက်ချုပ်ကြီးအသစ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုရောမထီမဲ့မြင်ပမာမခန့်မလေးမစားနဲ့မိုက်ကြီးခွဲသလိုနရွက်တရေစွတ်သလိုနဲ့စစ်ရေးအရာတိုက်ခိုက်နေတဲ့ပုံစံမျိုးနဲ့ပြုလုပ်နေတာကိုမြင်တွေ့ရပါတယ်။ဒါကြောင့်လက်ရှိအခင်းချင်းကမွန်ပြည်နယ်မှာရှိနေတဲ့ကရင်ပြည်နယ်အဆက်မှာရှိနေတဲ့ပြောရမယ်ဆိုရင်တော့တထုံတက်နယ်ကြိုက်ထုံနယ်တထုံတက်နယ်မှာရှိနေတဲ့ဒီနေမီကန်တရင်တပ်ဖွဲ့တွေကိုနေတရေစွတ်လိုက်တယ်လို့လည်းဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာတွေကိုပြန်လည်ပြီးတော့တိုက်ခိုက်ရှင်းလင်းမှုလိုပါတယ်။အကြမ်းဖက်သမားတွေကတပ်မတော်ရဲ့တပ်စခန်းတွေကိုတိုက်ခိုက်တယ်ဆိုတာကအင်အားအနှဲငယ်340ကနေ50လောက်သာရှိတဲ့တက်စကန်တွေကိုအင်အား4-5-600 1000နဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်ပြီးရင်တော့တက်စကန်တွေကိုလက်ညှိုးထိုးပြီးတော့အရေးအတွက်ဘယ်နှခုသိမ့်ပတ်ရရှိတယ်လက်နက်ခဲယံဘယ်နှခုသိမ့်ပတ်ရရှိတယ်ဆိုပြီးတော့ဝါရဖြန့်တာတွေတပ်ပုံရိုက်တာတွေပြုလုပ်လျက်ရှိပါတယ်။ဒီလိုတက်စကန်တွေကိုတိုက်ခိုက်သိမ့်ပတ်ပြီးတဲ့နောက်တပ်ပုံရိုက်လာပြီးဆိုရင်တော့သိကြပါတယ်။ NUG PP အုပ်စုကမရှိမနှောင်းနဲ့ခွက်ခောက်ကြပါလိမ့်မယ်။တရောင်းသားသေးလို့ဝင်စားတဲ့အုပ်စုကတောင်းစားဖို့အတွက်ဆင်လာကြပါလိမ့်မယ်။မြေပြင်မှာအသေးခံနေကြရတဲ့ဘူမတိကိုမတိဘုံကျွန် PDF တွေကတော့တေလို့တေမှန်းမသိဖြစ်နေတဲ့အချိန်ကော်တိုးလေနိုင်ငံထူထောင်မဲ့ဆိုတဲ့ကရင်လက်နက်ကိုင်သဘော KNU ကနိုင်ငံရေးရည်ချိန်နှိမ်ပါတဲ့ဘုံကျွန် PDF တွေကိုအသုံးချပြီးတော့ကရင်ပြည်နယ်မှာရှိတဲ့တက်စကန်တွေကိုတောက်လျှောက်တိုက်ခိုက်လာတာဖြစ်ပါတယ်22ခုနှစ်ကလေးကဒီနေ့ဒီအချိန်ဒီကရင်ပြည်နယ်မှာရှိတဲ့တက်စကန်တွေတော်တော်များများတိုက်ခိုက်ခံနေရတာရှိပါတယ်ဒါပေမဲ့အခု2025ခုနှစ်နဲ့2026ခုနှစ်နှစ်ကူးကာလ19မှတ်ကူကာလတွေမှာတော့တက်မတော်ကဒီအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေဒီမြောက်ရီကော့ဂရိတ်နဘူးတိုက်နဲ့ပတ်ဝန်းကျင်တွေကိုတော့ပြင်းပြင်းထန်ထန်နဲ့ဒီထိထိရောက်စစ်ကြောင်းထိုးနေပြီးရှင်းလင်းတာတွေပြုလုပ်လာနိုင်တယ်။ဖာပွန်တက်နေမှာဆိုလို့ရှိရင်လည်းဖာပွန်ဗျူဟာမူကြီးနဲ့အတူအရာရှိစစ်တီတဲ့မီခိုရဲမေတွေအားလုံးကအကြမ်းဖက်သမားတွေရဲ့လာရောက်တိုက်ခိုက်မှုတွေကိုရွရွချွန်ချွန်နဲ့တံပြန်တိုက်ခိုက်နိုင်ခဲ့တာကြောင့်ဖာပွန်ဗျူဟာသိမ်းတဲ့တိုက်ပွဲမဖြစ်မြောက်ခဲ့ဘဲနဲ့အကြမ်းဖက်သမားတွေရဲ့တေဆုံးရာနေရာတစ်ခုသာဖြစ်သွားခဲ့ပါတယ်။ဒီလိုမျိုးပင်မစကန်ကြီးတွေဗျူဟာကုန်းကြီးတွေကိုတိုက်ခိုက်နိုင်ခြင်းမရှိတဲ့အတွက်ကရင်လက်နက်ကိုင်သဘော KNU နဲ့ဘုံကျွန် PDF တွေကအလူခံစားလို့ရအောင်လောက်ကွက်ပြလို့ရဖို့အတွက်အင်အားနှင်းငယ်သာရှိတဲ့တက်စကန်တွေကိုတိုက်ခိုက်ပြီးတော့ဒီ project ပြနိုင်မှုအလူငွေပြနိုင်မှုအလူခွေကောက်ခံနိုင်မှုအတွက်တိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဒီနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကိုရောတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုရောတကြံနှစ်ကူအနေနဲ့တိုက်ခိုက်သိမ်းပိုက်လိုက်တာဆိုပြီးတော့တယောတော်ခနဲ့တဲ့စကားတွေပြောဆိုနေကြတဲ့အဖွဲ့တွေလည်းရှိကြပါတယ်။အသက်အရွယ်အားဖြင့်ပဲရှင်ပညာရည်ချင်းအားဖြင့်ပဲရှင်ငါးတန်းနဲ့ကြောင်းထွက်ပြီးတော့အရက်တောက်ကြက်တိုက်လုံးရင်းနဲ့ PDF ထဲရောက်သွားတဲ့ဘုံကျွန်တကောင်သားတွေကတမတော်အကြီးကဲတွေနိုင်ငံတော်အကြီးကဲတွေကိုနေရတရေစွတ်တယောတော်ပြုလုပ်နေတာတွေကတော့အမတန်တရုပ်ပြက်စေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဒေတာတွင်းမှာရှိနေတဲ့အကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုတပ်ဆိုင်ရာတိုင်းနဲ့ပြည်နယ်ကနေမီကတိုင်းရင်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ဆက်လက်တိုက်ခိုက်သွားရမှာဖြစ်ပါတယ်။ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်ဒီနေ့အကြမ်းဖက်သမားတွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့လေးကိတ်ကျေးရွာဆိုတာကအတွင်းဘက်မှာရှိပါတယ်။လေးကိတ်ကျေးရွာရဲ့အောက်ဘက်မှာဆိုလို့ရှိရင်တော့လမ်းမကြီးကိုထွက်တဲ့ဘက်ဒီတထုံကြိုက်ထုံဘက်ကိုထွက်တဲ့လမ်းဘက်မှာဝင်းတာပန်ဆိုတဲ့တပ်စခန်းတစ်ခုရှိပါတယ်။ဝင်းတာပန်မှာဆိုလို့ရှိရင်လည်းဝင်းတာပန်ရွာမဝင်းတာပန်အောက်ရွာနဲ့ဝင်းတာပန်အထက်ရွာဆိုပြီးတော့ရှိကြပါတယ်။တပ်မတော်ရဲ့တပ်စခန်းတစ်ခုရှိတာကတော့ဝင်းတာပန်အောက်ရွာရဲ့အနီးမှာရှိတဲ့တပ်စခန်းဖြစ်ပါတယ်။ဝင်းတာပန်မှာဆိုလို့ရှိရင်လည်းဒီစာတင်ကျောင်းရှိတယ်၊မူကြိုကျောင်းရှိတယ်၊ဆက်သွယ်စခန်းတွေရှိတယ်။ဓမ္မယုံတွေကျေးလက်ကျမ်းမာရေးဌာနခွဲစသဖြင့်ဒီကျေးရွာလေးတွေကဖွံ့ဖြိုးတင်သလောက်ဖွံ့ဖြိုးတဲ့အခြေအနေလေးတွေရှိခဲ့တာပါ။ဒီလိုဖွံ့ဖြိုးခဲ့တဲ့အခြေအနေတွေကိုပဲအကြမ်းဖက်သမားတွေကသူတို့ရဲ့အကျိုးစီးပွားတွေတဲ့တိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်ပါတယ်။ဆိုတော့လေးကိတ်တက်စကန်ကိုတိုက်ခိုက်ပြီးရင်အကြမ်းဖက်သမားတွေကဝင်းတာပန်တက်စကန်ကိုဆက်လက်တိုက်ခိုက်ပါလိမ့်မယ်။ဝင်းတာပန်ကျေးရွာရဲ့အထက်ရွာအောက်ရွာရွာမဘေးပတ်ဝန်းကျင်တွေမှာအကြမ်းဖက်သမားတွေအများပြစုဖွဲ့နေကြပါလိမ့်မယ်။ဒါ
ဒါတွေကိုမျက်ခြေမပြတ်ကင်းထောက်ဖို့လိုသလိုသက်ဆိုင်ရာနေမီကန်တိုင်ရင်တပ်ဖွဲ့တွေအနေနဲ့လည်းဒီတင်းညံကာလမှာတကြံကာလမှာမြို့ပေါ်မှာရှိတဲ့လုံခြုံရေးတွေကိုသာဦးစားပေးဆောင်ရွက်နေတာမျိုးမဟုတ်ဘဲနဲ့အတွင်းထဲမှာရှိနေတဲ့ကြေးရွာတွေနဲ့ဘေးမှာရှိနေတဲ့လုံခြုံရေးတပ်စခန်းတွေနဲ့ပတ်သက်ရင်လည်းတရင်ကွင်းဆက်မပြတ်စေဖို့ကြိုတင်လက်ဦးမှုရယူတိုက်ခိုက်နိုင်မှုတွေကိုလည်းဆောင်ရွက်သွားဖို့လိုပါတယ်လေးကကြေးရွာကိုအကြမ်းဖက်သမားတွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အတွက်နောက်ထပ်ပြစ်မှတ်ဖြစ်လာနိုင်တာကတော့ဝန်တာပန်တပ်စခန်းဖြစ်ပါတယ်။ဒါကြောင့်ဝန်တာပန်တပ်စခန်းမှာရှိနေတဲ့ဒီကောင်းပေါင်းကစပြီးတော့အရာရှိစစ်သည်တွေအနေနဲ့လုံခြုံရေးတတိလုံခြုံရေးအသည့်စစ်ရေးတတိစစ်ရေးအသည့်မပြတ်ရှိဖို့လိုပြီးတော့တရင်ကွင်းဆက်နဲ့တရင်ထောက်လန်းနိုင်မှုရန်သူလှုပ်ရှားမှုတွေကိုလက်ဦးမှုရယူတိုက်ခိုက်နိုင်မှုလိုအပ်ပါတယ်။ drone တင်းကအပွဲတွေရှိတယ်ဆိုလို့ရှိရင်လည်းဘေးပတ်ဝန်းကျင်ကိုမျက်ခြေမပြတ်ကြိုတင်ကင်းထောက်တာတွေပြုလုပ်ထားနိုင်မှုလိုအပ်ပါတယ်။ဝန်တာပန်နဲ့လေးကလက်တကမ်းမှာရှိတာဖြစ်တဲ့အတွက်တပြိုင်နက်တည်းမတိုက်ခိုက်သေးတဲ့အခြေအနေဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဝန်တာပန်တက်စကန်ကိုမတိုက်ခိုက်သေးဘဲနဲ့လေးကကြေးရွာကိုအရင်ဆုံးတိုက်ခိုက်ခဲ့တာပါလေးကကြေးရွာကအတွင်းဘက်မှာရှိတဲ့အတွက်ဘီလင်းမြစ်အထက်ပိုင်းကဘုံကျဲခံရပြီးတော့ခွေးနေရမရဖြစ်နေစရာထိုင်စရာမရှိဘဲနဲ့ပုံပြောက်လာတဲ့အကြမ်းဖက်အဖွဲ့တွေကတိုက်ပွဲဖော်ဆောင်ပြီးတော့အလူခံမှုအတွက်လေးကကြေးရွာကိုအရင်ဆုံးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အတွင်းဘက်ကစပြီးတိုက်ခိုက်လာတာဖြစ်တဲ့အတွက်နောက်ထပ်ပြင်းမဲ့ကတော့ဝန်တာပန်ဖြစ်နိုင်တယ်ဆိုတဲ့အခင်းချင်းမှာမြေပုံကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းလေးကကြေးရွာရဲ့အနီးဆုံးမှာရှိတဲ့တက်စကန်ကဝန်တာပန်တက်စကန်ဖြစ်ပါတယ်ဒါကြောင့်နေမီကန်တိုင်ရင်တပ်ဖွဲ့တွေအနေနဲ့တက်ဆိုင်ရာတိုင်းနဲ့တက်ဆိုင်ရာအရာရှိစစ်သည်တွေအနေနဲ့ဝန်တာပန်အနီးကအကြမ်းဖက်သမားတွေရဲ့စစ်ရေးလှုပ်ရှားမှုတွေ LOC လမ်းကြောင်းတွေကိုမပြတ်တောက်စေဖို့စစ်ကူစစ်ကြောင်းပေးနိုင်မှုတွေကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။မြို့ပေါ်ကတကြံမန်းတွေမြို့ပေါ်ကတကြံကာလလုံခြုံရေးကိစ္စတွေဒါမှကမိမိတပ်တွေရဲ့ဒီချိတ်ဆက်မှု LOC လမ်းကြောင်းမပြတ်တောက်ရေးကိုလည်းကြိုတင်ပြင်ဆင်ဆောင်ရွက်သွားဖို့လိုအပ်တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီမြန်မာနိုင်ငံမှာ73စီအကြက်အတဲဒီလောင်စာစီအကြက်အတဲကြုံတွေ့နေရတဲ့ဆိုပေမဲ့စားသုံးစီမှာတော့အဆင်ပြေအောင်ဆောင်ရွက်ပေးနေတာကိုမြင်တွေ့ရပါတယ်ဒီမြန်မာနိုင်ငံစီလုံငန်းရှင်နဲ့ဒီစီကုံတယ်များအသင်းကနေပြီးတော့တကြံကာလမှာစားသုံးစီစားအုံးစီကြပေါင်းတန်းချီပြီးတော့တန်ချိန်ပေါင်းတောင်းချီပြီးတော့ဒီမြန်မာနိုင်ငံကိုတကြံကာလအတွင်းအလူပွဲတွေပြုလုပ်ဖို့ဒီအလူတန်းတွေပြုလုပ်ဖို့အတွက်မိဘပြည်သူတွေအဆင်ပြေအောင်ဆောင်ရွက်ပေးနေတာကိုမြင်တွေ့ရပါတယ်ဒါကြောင့်မလို့တကြံမတိုင်ခင်ကာလတွေမှာဒီအသင်းကနေကြီးမှုပြီးတော့နိုင်ငံတော်ကနေထုတ်ချေးလိုက်တဲ့ဒီဒေါ်လာတွေနဲ့ပြည်ပနိုင်ငံတွေကနေဝယ်ယူပြီးတော့မြန်မာနိုင်ငံအနှံ့အပြားနိုင်ငံတော်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့နေရာတွေမှာတော့စားအုံးစီခွဲတန်းတွေကိုတော့သူ့ရဲ့မြို့နယ်အလိုက်ကြေးရွာအလိုက်ခွဲတန်းတွေကိုပုံမှန်အတိုင်းပြက်လက်မှုမရှိစေရေးအတွက်ဆောင်ရွက်ပေးနေတာကိုမြင်တွေ့ရပါတယ်။မြန်မာနိုင်ငံမှာဒီစီအကြက်တဲတွေကြုံတွေ့နေတယ်စီအကြက်တဲတွေကမှလောင်စာစီအကြက်တဲကြုံတွေ့နေပေမဲ့စားသုံးစီမှာတော့အတိုင်းအတာတစ်ခုထိအဆင်ပြေနေတာကိုမြင်တွေ့ရပါတယ်။တကြံကာလအလူပွဲကာလတွေဒီစတုဒီသာကျွေးတဲ့အချိန်ဒီမှာဒီပြက်လက်မှုမရှိစေရေးအတွက်တပ်ဆိုင်ရာတွေနဲ့ချိတ်ဆက်ပြီးတော့လေဒီစားအုံးစီဒီဝယ်ယူနိုင်ရေးတွေကိုပြင်ဆင်နေတာရှိတယ်လုံလောက်အောင်လည်းတင်သွင်းထားပြီးဖြစ်တာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ဒါကြောင့်မလို့ဒီဓာတ်ဆီဒီဇယ်အကြက်တဲကြုံတွေ့နေရတဲ့ဆိုပေမဲ့စောင်းစီနဲ့ပတ်သက်ရင်တော့ပြည်သူလူထုကတော်တော်လေးအဆင်ပြေနေတာကိုမြင်တွေ့ရပါတယ်ဒါကြောင့်တပူပေါ်နှစ်ပူစစ်မဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့ကစီသွားတန်းစီနေရပေမဲ့အိမ်မှာစားမဲ့ဟင်းအိုးတွေအတွက်စီပြန်ဟင်းတွေချက်နိုင်မှုကိုတော့စားသုံးစီဝယ်ယူရမှာအဆင်ပြေချုံးဝေစွာနဲ့ဝယ်ယူနေကြတယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိရပါတယ်။ပုံမှန်သတ်မှတ်ထားတဲ့အတိုင်းသတ်မှတ်ထားတဲ့အရေးအတွက်အတိုင်းသတ်မှတ်ထားတဲ့ရက်တွေအတိုင်းပဲလိုအပ်တဲ့စားသုံးစီတွေကိုရောင်းချပေးနေတာဖြစ်တယ်။အသင်းအဖွဲ့တွေကနေတဆင့်လက်ကားဆိုင်တွေကနေလက်လီကိုယ်စားလှယ်တွေကနေတဆင့်နောက်ဆုံးစားသုံးတဲ့အန်ယူဇာတွေအထိကိုဒီစနစ်တကျနဲ့ရောင်းချပေးနေတာကိုမြင်တွေ့ရပါတယ်။အစည်းအဝေးကုတန်းကပြည်တော်စုဝန်ကြီးရဲ့ဒီလမ်းညွှန်မှုတွေနဲ့စားသုံးသူကြီးရဦးစီးဌာနကနေပြီးတော့မိဘပြည်သူတွေဒီလိုအပ်တဲ့စားသုံးစီအရေးအတွက်ကိုနေတိုင်းစားသုံးနေရတဲ့ထမင်းပွဲတွေဟင်းပွဲတွေမှာစီပြန်ဟင်းတွေစားနိုင်စေဖို့အတွက်ကိုလုံလောက်နဲ့ပြက်လက်မှုမရှိစေရေးအတွက်ကိုဆောင်ရွက်ပေးနေတာရှိပါတယ်။လုံလောက်တယ်ဆိုတဲ့အခင်းချင်းမျိုးတော့မဟုတ်သေးဘူးပေါ့။လက်ရှိအချိန်မှာတော့ဒီနေ့စဉ်သုံးစွဲနေတဲ့ဒီစားအုံးစီဟင်းချက်ဖို့တက်ကတော့ဒီမပူမပင်ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။တချို့သောမိသားစုများတဲ့အိမ်တွေမှာတော့ဒီတတ်မှတ်ထားတဲ့နိုင်ငံတော်အစိုးရကတတ်မှတ်ထားတဲ့စားသုံးစုရေးရာကတတ်မှတ်ထားတဲ့ဒီအရေးအတွက်ခွဲတန်းကတော့မလောက်ငှကြဘူးဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီပြက်လက်နေတဲ့အခြေအနေမျိုးဝယ်ယူရတာခက်ခဲနေတဲ့အခြေအနေမျိုးမဟုတ်တဲ့အတွက်အဆင်ပြေချောချောမှုတွေရှိနေပါသေးတယ်ဒီအသင်းကကိုယ်စားလှယ်တွေအသင်းကနေလည်း importer တွေ dealer တွေကနေတဆင့်မြေပြင်မှာပြုတ်နေတဲ့လူတွေအထိအဆင်ပြေချုံးဝေအောင်ဆောင်ရွက်ပေးနိုင်တာဖြစ်တဲ့အတွက်ဒါကလည်းပြည်သူလူထုအတွက်ကောစားသုံးသူရေးရာဦးစီးဌာနရဲ့ဆောင်ရွက်မှုတွေကောဒီစီကုံတယ်များအသင်းနဲ့ပူးပေါင်းချိတ်ဆက်မှုတွေအောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ကာလတစ်ခုကိုပြန်ကြည့်ရင်တော့ကျွန်တော်တို့ကဒီစားသုံးစီဝယ်ဖို့အတွက်ဆိုလို့ရှိရင်နေပူထဲမှာတန်းစီရတဲ့အခြေအနေမျိုးတွေဒီနေရာလူပြီးတော့ရန်ဖြစ်ရတဲ့အခြေအနေမျိုးတွေထိဖြစ်ခဲ့တာပါဒီမှာတော့ပြည်သူလူထုကဒီစားသုံးစီဝယ်ယူတဲ့စနစ်ကလေးမှာလုံးဝကိုအသားကျနေပြီဖြစ်ပြီးတော့ဂျန်ကာလာအတွက်လိုအပ်တဲ့ဒီအလူတန်းတွေလုပ်ဖို့ကိုလည်းအဆင်ပြေပြေနဲ့လုပ်နိုင်တယ်နေ့စဉ်ဝယ်ယူသုံးစွဲနေရတဲ့အခြေအနေတွေမှာလည်းအဆင်ပြေချုံးမွေ့နေတာကိုမြင်တွေ့ရပါတယ်ဒါကတော့ဒီမိဘပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေတဲကမှဒီစားသုံးစီမှာတော့အဆင်ပြေပြေနဲ့ဝယ်ယူခွင့်ရရှိနေတယ်ဆိုတဲ့သတင်းလေးတွေကြားသိရတဲ့အတွက်ဒါဆက်လက်ပြီးတော့လေဒီပုံစံမျိုးတွေကနေပါဝယ်ယူဖြစ်တင်းပေးနိုင်မယ်ဆိုရင်တော့ပြည်သူလူထုလိုအပ်နေတဲ့စားသုံးစီခွဲတန်းယခုချမှတ်ပေးထားတဲ့ခွဲတန်းထက်ပိုပြီးတော့
လောင်းရတယ်ဆိုတာတဲ့ပူလုံတဲ့အခြေအနေမျိုးထိရောက်အောင်ဆောင်ရွက်ပေးနိုင်မယ်လို့မျှော်လင့်ရပါတယ်။လက်ရှိအချိန်မှာလည်းဒီစီးပွားကူးသန်းအဖြစ်တာဝန်ယူနေတဲ့ပြည်တော်စုဝန်ကြီးကလည်းနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကနေထပ်မံပြီးတော့တာဝန်ပေးအပ်ခြင်းခံရတာဖြစ်တဲ့အတွက်ဆောင်ရွက်နေစေဖြစ်တဲ့မူဝါဒတွေကနေတဆင့်ပဲဆက်လက်ပြီးတော့ပုံမကောင်းမှုနဲ့စနစ်တစ်ခုနဲ့မိဘပြည်သူတွေအတွက်စားသုံးစီတွေကိုအစဉ်ပြေချုံးမွေအောင်လောင်းငါမှုတွေနဲ့ပူပူရှန်ရှန်ဖြစ်လာအောင်ရောင်းချပေးနိုင်မယ်လို့လည်းမျှော်လင့်ရပါတယ်။ဒါကတော့ဒီမြန်မာနှစ်ခုတကူလအခါသမယအလှူဒန်းတွေပြုလုပ်နေတဲ့အချိန်နိုင်ငံတော်အစိုးရရဲ့ဆောင်ရွက်ပေးမှုစားသုံးသူရေးရရဲ့ဆောင်ရွက်ပေးမှုနဲ့ကိုယ်စားလှယ်ကြီးတွေလက်လီကိုယ်စားလှယ်ကြီးတွေရဲ့ဒီစနစ်တကျရောင်းချပေးမှုတွေကြောင့်အလှူဒန်းလှုပ်ဆောင်ခြင်းကြတဲ့အလှူဒါယကအလှူဒါယကမတွေအားလုံးအစဉ်ပြေနေကြတယ်ဆိုတဲ့သတင်းတွေကိုကြားသိရတဲ့အတွက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေမှာတပူပေါ်နှစ်ပူဆင့်မဖြစ်ဘဲနဲ့လက်စီဒီဇယ်သာတိုးနေရပေမဲ့စားသုံးစီမှာတော့အေးချမ်းချမ်းစနစ်တကျနဲ့ဝယ်ယူလို့ရနေတယ်ဆိုတဲ့သတင်းလေးကိုမျှဝေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်ပါနောက်ဆုံးသတင်းတစ်ပုဒ်ကတော့အားလုံးစိတ်ဝင်စားနေကြတဲ့စာစီအကျက်တဲနဲ့အတူအီရန်အမေရိကန်စစ်ပွဲရဲ့အခင်းကျင်းဘယ်လိုဖြစ်နေတယ်လဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။အနည်းကဧပြီလ17ရက်နေ့မှာပဲပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာဒီအီရန်နိုင်ငံဘက်ကလွှတ်တော်ဥက္ကဋ္ဌပါတဲ့ကိုယ်စားလှယ်အဖွဲ့တွေနဲ့အမေရိကန်ရဲ့ဒုသမ္မတဒီ JD Vance ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးပွဲကတော့ပြီးခဲ့တဲ့ဒီဧပြီလ9ရက်နေ့10ရက်နေ့မှာယာယီအပြစ်ခတ်ရက်စဲရေးရဲ့နောက်ဆက်တွဲဒီပါကစ္စတန်ရဲ့ဂျာဝင်စစ်ဆက်ညှိနှိုင်းပြုဖို့နဲ့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်နေတာဖြစ်ပါတယ်။ဒီတွေ့ဆုံဆွေးနွေးမှုတော့အချိန်ကာလအကန့်အသတ်မရှိဆောင်ရွက်ခဲ့တာဖြစ်တယ်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်ညှိခုံမှုတွေလည်းရှိခဲ့တယ်ဒီအခြေတင်ပြောဆိုမှုတွေလည်းရှိခဲ့တယ်လို့သိရပြီးတော့22နာရီအကြာမှာတော့အီရန်အမေရိကန်တွေ့ဆုံဆွေးနွေးပွဲကလုံးဝပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒီတွေ့ဆုံဆွေးနွေးပွဲပြီးဆုံးသွားပြီဖြစ်ပေမဲ့အဖြေထွက်မလာဘူးဖြစ်ပါတယ်။ JD Vance ကဒီအမေရိကန်နိုင်ငံကိုပြန်လည်ပြီးတော့မထွက်ခွာခင်သတင်းတောက်တင်နဲ့ပြောဆိုခဲ့တဲ့အချိန်မှာလည်းဒီ22နာရီကြာတွေ့ဆုံဆွေးနွေးမှုကအနှစ်သာရရှိတဲ့တွေ့ဆုံဆွေးနွေးမှုတစ်ခုဖြစ်တယ်ဒါကသတင်းကောင်းတစ်ခုဖြစ်တယ်ဆိုပြီးတော့ဆိုခဲ့ပါတယ်ဒါပေမဲ့သတင်းစိုးအနေနဲ့ကတော့အီရန်အမေရိကန်တွေ့ဆုံဆွေးနွေးပွဲကအပြေမထွက်ခဲ့ဘူးလို့ဆိုပါတယ်အပြေမထွက်ခဲ့တဲ့ကြားတဲ့ကမှသတင်းစိုးဆိုတာကအမေရိကန်နိုင်ငံအတွက်မဟုတ်ဘဲနဲ့အီရန်နိုင်ငံအတွက်သတင်းစိုးဖြစ်တယ်ဆိုပြီးတော့နမိတ်ပြစကားပြောဆိုသွားတာကိုမြင်တွေ့ရပါတယ်ဒါကြောင့်မလို့အီရန်အမေရိကန်စစ်ပွဲအပြစ်ခတ်ရက်စဲထားတဲ့ဒီနှစ်ပတ်ကြာအပြစ်ခတ်ရက်စဲရေးကဘယ်နေ့မှတိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်လာနိုင်မလဲဒီတွေ့ဆုံဆွေးနွေးရေးကလည်းပြတ်ပြားသွားပြီဖြစ်တယ်အပြေမထွက်ဖဲနဲ့နိုင်ငံလုံးကကိုယ်စားလှယ်တွေကအိမ်ပြန်သွားကြပြီဖြစ်တဲ့အတွက်ဟောမော့စီလေကြာအပါဝင်ရှေ့လေပိုင်းဒေသမှာတိုက်ပွဲတွေပြန်လည်ပြင်းထန်လာနိုင်သလားဆိုတာကိုအားလုံးကစိတ်ပူနေကြပါတယ်တကယ်လည်းမြေပြင်မှာဒီအီရန်နိုင်ငံကရောအမေရိကန်နိုင်ငံကရောစစ်အင်အားတွေစစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေပါတယ်ဒီပါကစ္စတန်နိုင်ငံမှာအီရန်အမေရိကန်နှစ်ဖက်ကိုယ်စားလှယ်တွေတွေ့ဆုံနေတဲ့တွေ့ဆုံပွဲပြတ်ပြားသွားတဲ့အချိန်မှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ရဲ့ဒီမဟာဗျူဟာမြောက်တည်ပို့ဆောင်ရေးလေယာဉ်ကြီးတွေဖြစ်တဲ့ဒီ C-70 တို့နောက်ပြီးတော့ဒီ C-5 Galaxy တို့စတဲ့လေယာဉ်ကြီးတွေဒီ9စီးထက်မနည်းကိုအရှေ့လေပိုင်းဒေသကိုပို့လုပ်ခဲ့တယ်ဆိုတာကိုဒီလေကြောင်းစောင့်ကြည့်ရေးအဖွဲ့တွေကသတင်းတွေရေးသားလာတာကိုမြင်တွေ့ရပါတယ်ဆိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအီရန်နိုင်ငံနဲ့တွေ့ဆုံဆွေးနွေးရေးကသဘောအနေနဲ့သာသူတို့ဆန်းတဲ့အနေနဲ့သာဒီဒေါ်နယ်ထရန့်ရဲ့ချင်းချောက်မှုကိုအီရန်ကဘယ်လောက်ကြောက်လဲဆိုတဲ့ပုံစံမျိုးနဲ့ JD Vance ကိုလှုပ်ပြီးတော့သွားရောက်ဆန်းနေတာစီတဲ့ပုံစံမျိုးသာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်လည်းဒီအီရန်နိုင်ငံကိုအပြစ်ခတ်ရက်စဲရေးကနေရက်ဆိုင်ပေးဖို့ရည်ရွယ်ထားတဲ့ပုံမပေါ်သလိုအီရန်နိုင်ငံဘက်ကကိုယ်စားလှယ်တွေကလည်းအမေရိကန်ရဲ့တောင်းဆိုမှုတွေကိုလက်မခံနိုင်တဲ့အခြေအနေတွေနဲ့အဂျင်ဒါတွေထားပြီးတော့ဆွေးနွေးထားတာကိုမြင်တွေ့ရပါတယ်ဒီတွဲဆောင်ဆွေးနွေးပွဲအတွက်အမေရိကန်နိုင်ငံဘက်ကဒီတောင်းဆိုချက်15ချက်ရှိပြီးတော့အီရန်နိုင်ငံဘက်ကတောင်းဆိုချက်10ချက်ရှိရဆိုတော့ဆိုပါတယ်တောင်းဆိုချက်ဆိုတာတဲ့ဒီတွဲဆောင်ဆွေးနွေးပွဲအတွက်အဆိုပြုထားတဲ့အချက်တွေပဲဖြစ်ပါတယ်ဒီတွဲဆောင်ဆွေးနွေးပွဲကဒီအဆိုပြုချက်တွေအများကြီးရှိထားပေမဲ့22နာရီကြာတွဲဆောင်ဆွေးနွေးပွဲမှာတော့လုံးဝအပြည့်မထွက်ပဲနဲ့ဒီဟော်မော့စီလက်ကြားပိတ်ဆို့လိုက်တဲ့အခြေအနေအမေရိကန်နိုင်ငံဘက်ကလည်းဒီအီရန်နိုင်ငံဘက်ကဘလို့မှမပေးနိုင်တဲ့အကြောင်းအရာတွေကိုတောင်းဆိုလိုက်တာကြောင့်တွဲဆောင်ဆွေးနွေးပွဲအပြည့်မထွက်ဘဲနဲ့ပြီးဆုံးသွားပြီဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်တွဲဆောင်မှုကဘယ်နေ့မှထပ်မံတွဲဆောင်မလဲဒီနှစ်ပတ်အတွင်းမှာစစ်ပွဲကရပ်တန့်ထားမလားဒါမှမဟုတ်မနေ့ပြန်ဧပြီလ23ရက်နေ့မှာနောက်ထပ်စစ်ပွဲတွေဖြစ်ပေါ်လာမလားဆိုတာကိုအားလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာတဲ့စိုးရိမ်နေကြတဲ့အခင်းအကျင်းမျိုးပဲဖြစ်ပါတယ်ပါကစ္စတန်နိုင်ငံမှာဒီအီရန်နဲ့အမေရိကန်တွေ့ဆုံနေတဲ့အချိန်မှာပဲဟော်မော့စီလက်ကြားကိုတော့ကုန်တင်သင်္ဘောနဲ့ရေနံတင်သင်္ဘောဒီ3စီးနီးပါးကဖြတ်တန်းသွားတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။တစ်ဖက်မှာတော့ဒီတွေ့ဆုံဆွေးနွေးပွဲပြုလုပ်နေတဲ့အချိန်မှာပဲဟော်မော့စီလက်ကြားအနီးကိုအမေရိကန်စစ်သင်္ဘော2စီးကဝင်ရောက်လာတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတွေ့ဆုံဆွေးနွေးပွဲကအပြေထွက်သည်ဖြစ်စေအပြေမထွက်သည်ဖြစ်စေဟော်မော့စီလက်ကြားမှာရှိနေတဲ့ဒီရေပြင်ရဲ့အောက်မှာအီရန်နိုင်ငံကထောင်ထားတဲ့ရေမြုပ်မိုင်း6000နီးပါးကိုပြန်လည်ပြီးတော့ဒီတက်မဲ့ဖြစ်အောင်ပြုလုပ်ရမှာဖြစ်တဲ့အတွက်အမေရိကန်စစ်သင်္ဘောတွေရောက်ရှိနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့တွဲဆောင်ဆွေးနွေးပွဲကအပြေထွက်မသွားတာဖြစ်တဲ့အတွက်ဟော်မော့စီလက်ကြားကိုအီရန်ကဆက်လက်ပိတ်ဆို့ထားဆဲဖြစ်တယ်။အီရန်နိုင်ငံဘက်ကတောင်းဆိုတာကတော့ပထမဦးစားပေးအနေနဲ့အစ္စရေးနိုင်ငံကဒီလက်ဘနွန်နိုင်ငံကိုတိုက်ခိုက်တာတွေကိုရပ်ဆိုင်းပေးရမယ်ဆိုတဲ့အချက်။နောက်ပြီးတော့အီရန်နိုင်ငံပိုင်ဒီအမေရိကန်ဒေါ်လာ6ဘီလီယံကိုပန်တင်လုပ်ထားတာ freeze လုပ်ထားတာကနေပြန်လည်သုံးစွဲခွင့်ရရှိရေးဆိုတဲ့အချက်အပါအဝင်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်နိုင်ငံမှာပျက်စီးသွားတဲ့အဆောက်အအုံတွေနဲ့ဒီ infrastructure တွေအားလုံးအတွက်စစ်ရော်ကြီးစရိတ်ဆိုပြီးတော့တောင်းဆိုထားတယ်။
နောက်တစ်ချက်ကတော့ Hormuz စီလက်ကြားကိုဖျက်ဆီးခွင့်အတွက်ဒီဒေါ်လာ2 သန်းဆိုပြီးတော့တောင်းဆိုထားတယ်စသဖြင့်အချက်10ချက်ပါတဲ့အဆိုပြုချက်တွေကိုတင်သွင်းခဲ့တယ်အမေရိကန်နိုင်ငံဘက်ကတောင်းဆိုလာတာကတော့ငကိုပုံစံအတိုင်းပါပဲအီရန်နိုင်ငံကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံမဖြစ်စေရေးအတွက်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်အီရန်နိုင်ငံရဲ့လက်ရှိဆောင်ရွက်နေစေဒီနျူကလ িয়ার ထုတ်လုပ်တဲ့အဆင့်တွေယူရေနီယံသတ္တုဒီတန့်စင်တဲ့အခြေအနေက60%နီးလောက်ထိအောင်မြင်နေပြီဖြစ်တဲ့ဆိုတဲ့အခြေအနေကနေလုံးဝရပ်တန့်ဖို့အီရန်နိုင်ငံဘက်ကဒီနျူကလ িয়ার လုပ်ငန်းကိုလျှက်စစ်စွမ်းအင်အတွက်အထုံးပြုတယ်ဆိုပေမဲ့နျူကလ িয়ার လက်နက်မထုတ်ပါဘူးဆိုတဲ့ဂရိကဝတ်ကိုမပေးနိုင်ဘူးဆိုတဲ့အချက်ကဒေါ်နယ်ထရန့်ကိုအများကြီးဒေါသထွက်စေပါတယ်ဒီလိုမျိုးဒီအမေရိကန်ရဲ့မဖြစ်နိုင်တဲ့တောင်းဆိုချက်ကိုလည်းအီရန်နိုင်ငံကလက်မခံပဲပယ်ချခဲ့တာဖြစ်ပါတယ်ဒီလိုပယ်ချခဲ့တာတွေအတွက်တွေ့ဆုံဆွေးနွေးပွဲကအပြည့်မထွက်ဘဲနဲ့ပြီးသွားခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ဂျာဝင်စစ်ဆက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ဒီပါကစ္စတန်ဝန်ကြီးချုပ်အပါအဝင်ဒီနိုင်ငံတော်လုံခြုံရေးအကြီးအကဲတွေတန်တမန်တွေကိုယ်စားလှယ်တွေအတွက်ကလည်းကမ္ဘာနိုင်ငံရေးအခင်းအကျင်းတမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲကြီးမှာတော့ဒီတန်တမန်ရေးရာအရာညှို့ငင်းကျသွားတယ်လို့ဆိုရမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်1989ခုနှစ်နောက်ပိုင်းအမေရိကန်နဲ့ဒီအီရန်နိုင်ငံရဲ့ပထမဦးဆုံးတွေ့ဆုံမှုလို့ဆိုရမှာဖြစ်ပါတယ်။တမိုင်းဝင်တွေ့ဆုံမှုတော့ဖြစ်သွားပါတယ်။သို့တော့အပြေမထွက်ခဲ့တဲ့ရလက်တွေရဲ့နောက်ဆက်တွဲကတော့ကမ္ဘာလောင်စာဆီဈေးကွက်ပုံမှုပြီးတော့ဒီဈေးနှုန်းမြင့်တက်မှုတွေကြုံတွေ့လာရနိုင်ပါတယ်။ Hormuz ရေလက်ကြားကကမ္ဘာလောင်စာဆီရဲ့ကိုထိန်းချုပ်ထားပါတယ်။ဒီ20%လေးကပဲကမ္ဘာလောင်စာဆီအခင်းအကျင်းကမ္ဘာနိုင်ငံအသီးသီးကိုအများကြီးတက်ရောက်မှုတွေသွားစေခဲ့ပါတယ်။ဒီလိုအခြေအနေမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်မှာရှိတဲ့ဂျီနဲ့ဒီလောင်စာဆီတွေကလုံလောက်မှုရှိတယ်ငါတို့အတွက်ဒီစစ်ပွဲကိုတိုက်နေတာမဟုတ်ဘူးလို့ဆိုပါတယ်တဘောကတော့ဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီအခင်းချင်းဒီအခြေအနေမှာအီရန်ကိုတိုက်နေတယ်ဆိုတာကရေနံကိုလိုချင်လို့မဟုတ်ဘူးဆိုပြီးတော့ပြောဆိုခဲ့တာတွေလည်းရှိတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရက်ကလည်းအီရန်မှာရှိနေတဲ့ရေနံတွေကကတ်ကျွန်းမှာရှိနေတဲ့ရေနံတွေကအမေရိကန်ပိုင်ဆိုင်ရမယ်ဆိုပြီးတော့ပြောဆိုခဲ့တာတွေလည်းရှိတဲ့အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အီရန်စစ်ပွဲနဲ့ပတ်သက်တဲ့ရက်တိချက်အီရန်စစ်ပွဲနဲ့ပတ်သက်တဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုတာကအခုချိန်ထိရေရာထွက်မလာဘူးဖြစ်ပါတယ်။ရေနံအတွက်ကြောင့်တိုက်နေတာလားနိုင်ငံရေးကုန်သိက္ခာကြောင့်တိုက်နေတာလားအီရန်နိုင်ငံကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်စေရေးအတွက်တိုက်နေတာလားဒါမှမဟုတ်သူ့ရဲ့မိတ်ဖက်အစ္စရေးနိုင်ငံရဲ့ရန်ဘက်ဖြစ်နေတဲ့နိုင်ငံတကာနိုင်ငံအဖြစ်တိုက်နေတာလားဆိုတာကိုသူကမှတဲတဲကိုကမသိကြဘူးဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံရေးလေ့လာတဲ့ပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်စီးပွားရေးလေ့လာစောင့်ကြည့်သူတွေပညာရှင်တွေအားလုံးကတော့ကမ္ဘာလောင်စာဆီဈေးကွက်ဒေါ်လာ150နီးပါးထိပြန်လည်မြင့်တက်သွားနိုင်တယ်လို့ဆိုပါတယ်။မနေ့ကဧပြီလ17ရက်နေ့ထိဒီဈေးကွက်ရေနံဈေးတွေကဆိုလို့ရှိရင်99.23ဒေါ်လာလောက်ထိပြန်လည်မြင့်တက်လာတာပါ။ဒေါ်လာ90ကျော်ဒေါ်လာ90နီးပါးကနေ98ဒေါ်လာနီးပါးထိကိုမြင့်တက်လာတာဖြစ်ပြီးတော့ JD Vance နဲ့အီရန်ကိုယ်စားလှယ်နဲ့တွေ့ဆုံဆွေးနွေးပွဲပြတ်သွားတဲ့အချိန်မှာတော့ချက်ချင်းဆိုသလိုပဲရေနံဈေးကဒီဒေါ်လာ100ထိကိုမြင့်တက်သွားပြီဖြစ်ပါတယ်ဒီလိုဒေါ်လာဈေးမြင့်တက်တာတွေရဲ့နောက်ဆက်တွဲကတော့လောင်စာဆီဈေးဓာတ်ဆီဒီဇယ်အပါအဝင်တခြားသောရေနံထွက်ပစ္စည်းတွေအများပြားဈေးတွေမြင့်တက်လာနိုင်ပါတယ်အဓိကဈေးတက်နိုင်တာကတော့ဓာတ်ဆီဒီဇယ်ပရီမီယံဒီဇယ်စတဲ့ဒီရင်ရမ်းများသုံးတဲ့လောင်စာဆီတွေဈေးတက်နိုင်တယ်နောက်ဆက်တွဲကတော့ဒီကတ်တရာတွေအပါအဝင်ရေနံထွက်ပစ္စည်းတွေအများပြားဈေးတက်နိုင်ပါတယ်ရေနံဓာတုပစ္စည်းတွေအားလုံးဆက်လက်ဈေးတက်နိုင်တယ်ဆိုတဲ့အခင်းချင်းမျိုးဖြစ်ပါတယ်တခြားသောရေနံဓာတုပစ္စည်းတွေကလည်းကျွန်တော်တို့နေ့စဉ်သုံးစွဲနေတဲ့နေ့စဉ်ဖြတ်သန်းမှုတွေမှာအတူတူရှိနေတယ်ကျွန်တော်တို့နဲ့အနီးကပ်ဆုံးမှာရှိနေတယ်ဆိုပေမဲ့ဓာတ်ဆီဒီဇယ်ပြက်လက်မှုတွေနဲ့ဓာတ်ဆီဒီဇယ်ဈေးနှုန်းကြီးမြင့်မှုတွေကတော့သိတာထင်ရှားတဲ့ရိုက်ခတ်မှုတွေကိုခံစားကြရမှာဖြစ်ပါတယ်ဒါကြောင့်မလို့မြန်မာနိုင်ငံမှာလည်းအခုဆိုလို့ရှိရင်လောင်စာဆီဈေးက1လီတာကိုဒီ4000ကျော်ကနေ1လီတာကို8000ကျော်နီးပါးလောက်ထိရောက်ရှိလာပြီဖြစ်ပါတယ်နိုင်ငံတော်အစိုးရရဲ့ရည်ညွှန်းဈေးမှာတွင်ရန်ကုန်ရည်ညွှန်းဈေးမှာတွင်အထိုင်ကတော်တော်များနေပြီးတော့ရန်ကုန်ကနေထပ်မံပြီးတော့တည်ယူလာတဲ့တည်ယူဈေးတွေနဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့နေပြည်တော်မှာရှိတဲ့ဈေးကတစ်ဈေးမန္တလေးမှာရှိတဲ့ဈေးကတစ်ဈေးမကွေးတို့တောင်ကြီးတို့အစရနေရာတွေမှာရှိတဲ့ဈေးကတစ်ဈေးလောင်စာဆီဈေးတွေကတည်ယူဈေးတွေနဲ့အတူ1လီတာကို6000နီးပါးလောက်ကနေ8000နီးပါးလောက်ထိဖြစ်သွားပြီလို့သိရပါတယ်အကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့မြိုင်ပေါက်ဒေသမှာတော့လောင်စာဆီဈေးက3ဆနီးပါးတက်သွားပါတယ်။ဘာကြောင့်လောင်စာဆီဈေး3ဆနီးပါးတက်သွားလဲဆိုတော့ဒီမြိုင်ပေါက်ရောစောလက်ပံတို့ဒီအညာတူပိုင်းဒေသကထွက်တဲ့ရေနံတွေကို NUG ပြည်အုပ်စုစီကို40%ခွဲတန်းပေးရမှာဖြစ်တဲ့အတွက်ပြီးခဲ့တဲ့2024ခုနှစ်မှာလည်းဒီမြန်မာကျပ်ငွေသိန်းပေါင်း17ဘီလီယံနီးပါးလောက်ထိပေးခဲ့ရပါတယ်။ဆက်ကြီးပေးခဲ့ရတယ်။2024ခုနှစ်မှာလည်းဒီသိန်းပေါင်း9000နီးပါးလောက်ထိဆက်ကြီးပေးခဲ့ရတယ်။2025ခုနှစ်မှာလည်းသိန်းပေါင်း2900နီးပါးထိဆက်ကြီးပေးခဲ့ရတယ်လို့ဆိုပါတယ်ဒီလိုမျိုးအလကားနေရနေတဲ့ဆက်ကြီးတွေကိုတော့မှဇော်ဝေဆိုးတို့ရီမွန်တို့ကမကျင်တတ်နိုင်သေးပဲနဲ့ဒီပြည်အုပ်စုရဲ့မိသားစုတွေပါဒီအချိန်ဒီပုံမှာမျှဝေတုံးဆွဲနေကြတာကြောင့်သူတို့ကိုပေးနေတဲ့နှစ်စဉ်ကြီးကမလောက်ငါတော့တဲ့အတွက်ဒီရေနံကရရှိတဲ့40%ကိုပါထပ်မံကောက်ခံနေဆိုပြီးတော့ခွဲတန်းနေချမှတ်လိုက်တာဖြစ်ပါတယ်ခွဲတန်းနေချပြီးတော့ဘူလက်ရာနဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်တယ်ဒီလိုတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးတဲ့နောက်ဘူလက်ရာကလည်းဒီ data တွေမှာရှိနေတဲ့လောင်စာဆီတွေကိုထပ်မံပြီးတော့ဈေးတင်ရောင်းချနေတာတွေပြုလုပ်လာပါတယ်ဒါကြောင့်မလို့အကြမ်းဖက်သမားတွေထိန်းချုပ်ရဒေသဖြစ်တဲ့လက်ပံတို့ရေနံမော်တို့ဒီလက်ပံတို့ရေနံမော်အညာတူပိုင်းပတ်ဝန်းကျင်မှာတော့လောင်စာဆီဈေးကငကိုထက်ပို့ပြီးတော့
3 ဆနီးပါးထိမြင့်တက်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ဓာတ်ဆီ1လီတာကိုဒီ18000ကနေ2000နီးပါးလောက်ထိရှိတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်ဒါတွေကတော့ဒီမှောင်ခိုတင်သွင်းနေတဲ့လမ်းကြောင်းတွေကနေတဆင့်ဒီရောင်းချနေတာတွေလည်းရှိတယ်လို့အညာတူပိုင်းအပါဝင်ကျန်းဖတ်သမားတွေထင်းချုပ်ရဒေတာကအကြမ်းချက်တဲ့နေရာကထွက်လာတဲ့ဓာတ်ဆီဒီဇယ်တွေကနေလည်းရောင်းချနေကြတာဖြစ်ပြီးတော့ချက်စီတွေနဲ့ရောပြီးတော့ဈေးကွက်တွေကိုရောင်းချနေကြတာတွေလည်းရှိပါတယ်ဒါကြောင့်မလို့မြန်မာနိုင်ငံအပါဝင်ကမ္ဘာနိုင်ငံအသီးသီးကအီရန်အမေရိကန်စစ်ပွဲရဲ့နောက်ဆက်တွဲရိုက်ခတ်မှုကြောင့်လောင်စာဆီဈေးကြီးမြင့်မှုကိုခါးစည်းပြီးတော့ခန်းစားကြရအောင်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုဒီနေ့သတင်းရဲ့အစမှာတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တကြံကာလအတွင်းလောင်စာဆီတွေထပ်မံပို့ပြီးတော့ဈေးတက်နိုင်တာရှိပါတယ်။နိုင်ငံတော်မှာတော့ဒီဓာတ်ဆီဆိုလို့ရှိရင်လည်းအရန်ဆီရက်40သာဒီဇယ်ဆိုလို့ရှိရင်လည်းအရန်ဆီရက်50သာနီးပါးအထိရှိထားပြီးဖြစ်ပါတယ်။ထပ်မံပြီးတော့လည်းဒီစီတင်သင်္ဘောတွေ26စီးထပ်မံရောက်ရှိမှာဖြစ်တယ်ဆိုပြီးတော့နိုင်ငံတော်အဆင့်ကြေညာထားတာတွေရှိပါတယ်။ဓာတ်ဆီဒီဇယ်တွေကတော့ထပ်မံမပြတ်လက်အောင်ဝယ်ယူနိုင်တယ်ရောင်းချနေမှာဖြစ်တယ်။ဒါပေမဲ့ဈေးနှုန်းကြီးမြင့်မှုကိုတော့ကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေခါစီပြီးခံစားကြရမှာဖြစ်တယ်။နောက်ဆက်တွဲကတော့တောင်သူလယ်သမားတွေအနေနဲ့စိုက်ပျိုးစရိတ်ကြီးမြင့်လာမှုတွေနောက်ပြီးတော့ဒီစိုက်ပျိုးရေးအတွက်ရိတ်သိမ်းရမှာအသုံးပြုတဲ့နေရာတွေမှာလည်းဓာတ်ဆီဒီဇယ်ကြီးမြင့်မှုတွေနဲ့အတူကုန်ကျစရိတ်ကြီးမြင့်မှုတွေကြောင့်မြန်မာနိုင်ငံမှာနောက်ဆက်တွဲအနေနဲ့ကတော့ဆန်စပါးရှားပါမှုတွေအပါအဝင်အဓိကကြားတဲ့သွင်းကုန်ပို့ကုန်လုပ်ငန်းတွေနဲ့စားနပ်ရိက္ခာရှားပါမှုနဲ့ဈေးနှုန်းကြီးမြင့်မှုတွေကိုပါတကြံကာလပြီးရင်တော့ကြုံတွေ့လာကြရမှာရှိပါတယ်။ဒါတွေကိုတော့နိုင်ငံတော်အစိုးရကကိုင်းတွယ်ဖြည့်ရှင်းသွားကြရမှာဖြစ်တဲ့အတွက်ရက်တရာစီမံကိန်းထဲမှာဒါတွေကိုမူဝါဒချမှတ်ဆောင်ရွက်သွားမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ရင်းနဲ့ဒီနေ့ဧပြီလ12ရက်နေ့ရဲ့သတင်းကိုညီကုန်းချုပ်ပြရစေ။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။